လက်ခုပ်ထွန်းနှုတ်ကပတ်တော်ကိုကြိုဆိုကြရအောင်ဟာလေလုယာဘယ်နာမှာရှိသူကိုပြောပါနှုတ်ကပတ်တော်ဟာသင်နဲ့သင်ရဲ့မိသားစုအတွက်ဖြစ်တယ်ငါတို့ရဲ့တိုင်းနိုင်ငံအတွက်ဖြစ်တယ်လို့ပြောပြီးမှမိမိနေရာမှာပြန်လည်ပြီးတော့နေရာယူပွင့်အတွက်ဖြစ်ပါတယ်ယေရှုတင်တယ်ဘုရားကောင်းချီးပေးပါစေအာမင်အဲ့တော့အခုကျမတို့အနည်း20ဆိုတဲ့ကိန်းဂဏန်းကိုဖော်ထုတ်ပြီးတော့မှကျမတို့ဒီနေ့ကျေးဇူးတော်ချီးမွမ်းတဲ့အခါမှာတချို့သောသူတွေကစဉ်းစားလိမ့်မယ်ဒါကဝါကြွားတဲ့အရာတစ်ခုလားလို့ပြောရင်မဟုတ်ပါဘူးဒီကိန်းဂဏန်းဟာဘုရားရဲ့လက်တော်ကိုပြောခြင်းဖြစ်ပါတယ်ကျမတို့ရဲ့အစွမ်းတတ္တိနဲ့ဆိုရင်လမ်းခုလက်မှာနောက်ပြန်လှည့်ကြအကြောင်းတွေအများကြီးရှိတယ်ကျမတို့ကဘုရားရဲ့မျက်နာကိုမျှော်ကြည့်ရင်းနဲ့နော်မျှော်ကြည့်တတ်အောင်သင်ပေးတယ်ဆိုတာဒါအမှန်ပဲဘုရားရဲ့မျက်နာတော်ကိုမျှော်ကြည့်ရင်းနဲ့တကယ်ကိုနှိမ့်ချတဲ့နှလုံးသားနဲ့ဘုရားရဲ့အရှိန်မှာလိုက်ခဲ့တဲ့အခြေအနေကနေဘုရားသခင်ပေါ်ထုတ်လိုက်တဲ့ကောင်းကြီးမင်္ဂလာတစ်ခုပဲဖြစ်ပါတယ်ဒါကြောင့်ဘုရားရဲ့ကျေးဇူးတော်ကိုချီးမွမ်းခြင်းဖြစ်တယ်။ဘာကြောင့်လဲဘုရားကဒီလိုပြောတယ်။ကျေးဇူးချီးမွမ်းခြင်းရက်ကိုပူဇော်တော်သူဟာငါရဲ့ဘုန်းကိုထင်ရှားစေတယ်။ဒါကြောင့်ကျမတို့ရဲ့အသက်တာထဲမှာမှတ်တိုင်တစ်ခုပြီးတစ်ခုဖြတ်တန်းလာတဲ့အချိန်တိုင်းမှာသတိရပါငါဘုရားရဲ့ကျေးဇူးကိုချီးမွမ်းဖို့အတွက်ရှိနေသေးတယ်။ဟာလေလုယာ။ဒါကြောင့်မို့ကျမတို့အသက်တာထဲမှာဘုရားရဲ့ကျေးဇူးတော်ကိုချီးမွမ်းပါတေးသေးလေးလို့ပဲထင်ကြီးမားတဲ့လူတွေသတ်မှတ်ထားတဲ့အရာလို့ပဲထင်မှတ်နေပါစေအချိန်တွေတိုင်းမှာဘုရားရဲ့ကျေးဇူးတော်ကိုချီးမွမ်းဖို့အတွက်ဘုရားသခင်ကအလိုတော်ရှိပါတယ်အာမင်အဲ့တော့ခုကျမတို့မကြခင်မှာကျမိုင်ကိုသွားမှဖြစ်တဲ့အခါမှာနိုင်ငံခြားဆိုတော့အထင်ကြီးနေတဲ့သူတချို့ရှိလိမ့်မယ်အဲ့တော့ပုံမလင်းလင်းပြောရမယ်ဆိုရင်မနေ့ညကည7:00 နာရီမှာချင်းမိုင်ကပါဆယ်ကိုကျမဖုန်းဆက်တယ်ဘာဖြစ်လို့လဲဆိုလိုအပ်တဲ့အရာတချို့ဒီကိုပြောင်းလာမယ်ဆိုတဲ့အချိန်ကလေးကအသင်းတော်နဲ့ဆိုင်တဲ့လိုအပ်တဲ့အရာတချို့ကိုကျမပြင်းပြင်းထန်ထန်သူတို့ကိုညွှန်ကြားတဲ့အရာလေးတွေရှိတယ်အဲ့ဒီထဲမှာမှအများကြီးထဲမှာမှအသေးဖွဲတစ်ခုဖြစ်တဲ့ sound system ပေါ့ sound system ကချင်းမိုင်မှာဘယ်လိုဖြစ်လဲဆိုစကားပြောအတမထွက်ဘူးတချင်းဆို2ယောက်ပူးသွားလို့ရှိရင်အတမထွက်တော့အဲ့ကြိုက်သလားတော်တော်လေးကိုခက်ခဲတဲ့အရာတွေရှိတယ်တချို့တော့နော်ဟိုဒါအဆောက်အဦနဲ့ဆိုင်တဲ့အခက်အခဲတွေကျမတို့ဒါတွေကိုကျမတို့မကြည့်ပါဘူးဘာဖြစ်လို့ဆိုတော့ကျမတို့သွားတာကအခြေအနေကောင်းလို့သွားတာမဟုတ်ဘူးအခွင့်အရေးတွေရှိနေလုံးလို့ကျမတို့ကသွားတာမဟုတ်ဘူးဟိုဘက်မှာမာစီတီနဲ့စောင့်နေလို့သွားတာလည်းမဟုတ်ဘူးဟိုဘက်မှာတိုက်တဲ့ကားတွေရှိနေလို့အခြေအနေတွေအဆင်ပြေလို့ကျမတို့သွားတာမဟုတ်ဘူးကျမတို့ကဖရားအတန်ကိုကြားလို့သွားတာဖြစ်တယ်ခက်ခဲမယ်ဆိုတဲ့အရာကိုတိတိကြီးနဲ့အဲ့ဒီဖရားရဲ့စိန်ခေါ်မှုနောက်ကိုကျမတို့ကယုံကြည်ခြင်းနဲ့လိုက်တာဖြစ်တယ်အဲ့ဒီအရာကပဲကျမတို့ရဲ့အသက်တာကိုတစ်ဆင့်ပြီးတစ်ဆင့်တိုးပွားစေနေတာဖြစ်ပါတယ်အာမင်အဲ့တော့ဒီနေ့မှာနှုတ်ကပတ်တော်ကျမပြင်ဆင်ထားတယ်အဲ့တော့နှုတ်ကပတ်တော်ရဲ့ခေါင်းစဉ်ကရက်တက်ရန်အချိန်မဟုတ် Come on အင်္ဂလိပ်ဆိုလို့ရှိရင် This is not a time to settle တနည်းအားဖြင့်အခြေအနေတစ်ခုခုမှာတက်တောင့်တက်တာနဲ့နော်ခြေကုပ်စကန်ယူပြီးတော့အဲ့နေရာမှာပျော်ရွှင်နေဖို့ရန်အတွက်မဟုတ်ဘဲနဲ့ဖခင်ရဲ့ခေါ်ခြင်းနောက်ကိုမျက်ခြေမပြတ်ဆက်လက်ပြီးတော့လိုက်ဖို့ရန်အတွက်ဆိုတဲ့နှုတ်ကပတ်တော်ဖြစ်ပါတယ်တော်တော်များများက settlement ဆိုတဲ့စကားလုံးကိုသိကြကြတယ်အစဉ်ပြေပြီးတော့အဲ့ညမှာဘာပြဿနာမှမရှိဘဲနဲ့တက်တောင့်တက်တာဖြစ်တဲ့အရာကိုကျမတို့ကကြိုက်ကြတယ်ဒါပေမဲ့ဖခင်သခင်ရဲ့နေရာမှနဲ့ဖခင်သခင်ရဲ့စိတ်ဆန္ဒကတိုးပွားကြီးထွားဖို့အတွက်ပြင်ဆင်ထားတဲ့အတွက်ကြောင့်မလို့အဲ့ဒီ settlement လို့ခေါ်တဲ့ရက်တက်နေတဲ့အခြေအနေထဲမှာဖခင်သခင်ကျမတို့ကိုမရှိစေချင်ဘူးဒီနှုတ်ကပတ်တော်ကကျမငယ်ငယ်လေးကလေးကကျမကိုဘုရားသခင်ပြောတဲ့စကားဖြစ်တဲ့အတွက်ကြောင့်ဒီမှာရှိရတဲ့သူတွေကိုပြန်လဲပြီးတော့ sharing လုပ်ချင်ပါတယ်ပြန်လဲဝင်ငှချင်ပါတယ်အဲ့တော့ဒီအနှစ်20ရဲ့အနောက်ကိုပြန်ပြီးတော့အတိတ်ကိုကြည့်လိုက်မယ်ဆိုရင်တကယ်ကိုခက်ခဲခဲ့တဲ့အရာရှိတယ်မပြန်တန်းနိုင်တဲ့နော်အမှုတော်ဆောင်အခြေအနေမှာမပြန်တန်းနိုင်တဲ့တနည်းအားဖြင့်သူများနဲ့နော်သွားပြီးတော့မှရှင်တွဲပြီးတော့ကြည့်လိုက်မယ်ဆိုလို့ရှိရင်ဟာသူတို့ကအသက်ကလည်းငယ်တယ်အရေးချင်းကလည်းမရှိဘူးငွေကြေးပိုင်းဆံမှာလည်း background တောင့်တင်းတာမရှိဘူးစသဖြင့်ပြန်တန်းနိုင်တဲ့အခြေအနေမရှိပါဘူးဒါပေမဲ့မပြန်တန်းနိုင်တော့လေလမ်းလျှောက်တယ်တခါတလေရှောင်းနေရင်းနဲ့မောဟိုက်ပြီးတော့ငိုရတဲ့အချိန်မှာတွားသွားတယ်ဒါပေမဲ့ငါဘယ်တော့မှရက်လို့မဖြစ်ဘူးငါတို့ကိုခေါ်တဲ့ပန်းတိုင်ကိုငါတို့အရောက်ပြေးဖို့နဲ့ဘုရားသခင်ကငါတို့ကိုညွှန်ကြားထားတာဘယ်အခြေအနေကမှဘယ်အတားအဆီးကမှငါတို့ရောက်မဲ့ပန်းတိုင်ကိုတားဆီးလို့မရနိုင်ဘူးဆိုတဲ့အတွေးခေါ်နဲ့ဆုံးဖြတ်ချက်ကျမတို့ချတယ်အဲ့ဒီအရာကပဲဒီနေ့ဘုရားသခင်ကကျမတို့ကိုတဆင့်ပြီးတဆင့်တိုးပွားစေတာဖြစ်တယ်အာမင်ကဲအဲ့တော့ဒီနေ့နှုတ်ကပတ်တော်ကိုလေ့လာရအောင် settlement နဲ့ပတ်သက်ပြီးတော့ settle ဖြစ်သွားတဲ့အဲ့ညမှာအခြေတကျဖြစ်သွားပြီးတော့
သွေးခဲသွားတဲ့သွေးအေးသွားတဲ့အခြေအနေမဖြစ်စေဖို့အတွက်နှုတ်ကပတ်တော်ကိုလေ့လာဖို့အတွက်ဖြစ်ပါတယ်အဲ့တော့တရားဟောခြင်းခန်းကြီး1ခန်းငယ်6ကနေ10ကိုကျွန်တော်တို့ဖတ်မယ်ကျွန်မနဲ့အတူတူကနှုတ်ကပတ်တော်ဖတ်ပေးဖို့နဲ့အဆင်ပြေပါသလားဒီတူကနှုတ်ကပတ်တော်ကိုဖတ်ရမောရှေကဟောရတောင်၌ငါတို့ဤဘုရားသခင်ထာဝရဘုရားကငါတို့အားသင်တို့သည်ဤတောင်၌ကြာမြင့်စွာနေထိုင်ကြပြီခရီးစပြုကြလော့အာမောရိတောင်ပေါ်ဒေသနှင့်ထိုဒေသအနီးရှိအရာဘလွင်ပြင်တောင်ပေါ်ဒေသမြေနှိမ့်ဒေသနေကိအရက်သို့၎င်းပင်လေကမ်းခြေဒေသသို့၎င်းခါနန်ပြည်သို့၎င်းလက်ဘနွန်တောင်မှယူဖရေးတိမြစ်ကြီးတိုင်အောင်၎င်းလှည့်သွားလော့ထိုပြည်ကိုသင်တို့အားငါပေးပြီထိုပြည်ကိုသင်တို့၏ဘိုးဘေးများဖြစ်သောအာဗြဟံဣဇက်ယာကုပ်မှစ၍နောင်လာမိသားစဉ်မြေးဆက်တို့အားပေးမိဟုထာဝရဘုရားကျိန်ဆိုတော်မူသည်နှင့်အညီဝင်၍သိမ့်ပိုက်ကြလော့ဟုမိန့်တော်မူ၏ဝင်၍သိမ့်ပိုက်ကြလော့ဟာလေလုယာအဲ့တော့ဒီနေရာမှာကြည့်လိုက်တဲ့အခါမှာဣသရေလလူမျိုးတွေကဘုရားသခင်ရဲ့ခေါ်ခြင်းအရက်ဖြစ်တဲ့ခါနန်ပြည်ကိုသွားဖို့ရန်အတွက်ပြင်ဆင်တဲ့အခါမှာလမ်းခုလက်မှာဟောရတောင်ဆိုတဲ့နေရာရှိတယ်အဲ့ဒီနေရာနားလေးမှာသူတို့ကစခန်းချရင်နဲ့ပျော်မွေ့သွားကြတယ်အဲ့ဒီနေရာမှာရှိတဲ့တက်တောင့်တက်တာဖြစ်စေတဲ့သူတို့ရဲ့အခြေအနေဘုရားသခင်မြင်လာတဲ့အခါမှာဘုရားကဘာလုပ်လဲဆိုသူတို့ကိုစကားပြောတယ်ဒီတောင်နားမှာမင်းတို့နေတာတော်တော်ကြာနေပြီနော်ခရီးအစာပြုပါဒီစကားကဒီမှာရှိတဲ့မိသားစုဝင်တယောက်ချင်းဆိုင်အတွက်ဖြစ်သူကျမတို့အတွက်အထူးသဖြင့်ဖြစ်ပါတယ်ဘုရားသခင်ကကျမတို့ရဲ့အသက်တာထဲမှာတချို့သောတောင်ထိပ်လို့ခေါ်တဲ့အောင်မြင်ခြင်းတွေကိုကျမတို့ကိုပို့ဆောင်ပြီးတဲ့အခါမှာကျမတို့ကအဲ့ဒီအောင်မြင်ခြင်းတွေကြားထဲမှာပျော်မွေ့တတ်ကြတယ်အဲ့ဒီအောင်မြင်ခြင်းတွေကိုကိုယ့်ရဲ့အောင်ခြင်းလို့ခံယူပြီးတော့မှနောက်ထပ်ဘုရားသခင်ပြုစေခြင်းနဲ့အမှုတွေကိုကျမတို့ကရက်တန့်သွားလေရှိကြတယ်အခုဒီနေရာမှာလေဘုရားသခင်ပို့ခြင်းတဲ့ရက်ကခါနန်ပြည်ဖြစ်ပေမဲ့ဟောရက်တောင်နာမှာသူတို့ကပျော်နေကြတယ်နောက်ထပ်ခရီးနှင်ဖို့ရန်အတွက်ဘုရားသခင်ကသူတို့ကိုလှုံ့ဆော်ပြီအခုကျမတို့ကိုဘုရားသခင်ကလှုံ့ဆော်တာဖြစ်တယ်ကျမမမိသေးတယ်လွန်ခဲ့တဲ့တလခွဲတုန်းကကျမချင်းမိုင်သွားပြီးတော့မှနှုတ်ကပတ်တော်ဝင်ငှဖို့ရန်အတွက်ကျမပြင်ဆင်တဲ့အခါမှာနော်ဘသူကလာကြိုလဲဆိုတော့ကျမသိချရပါတော့မမအိုလီဗီယာနဲ့ကိုစောတို့ကလာကြိုကြတယ်ဒါနဲ့ကျမကစိတ်ထဲမှာပြင်ဆင်ထားပြီးသားဒီနှစ်ယောက်ငါ့ကိုချင်းမိုင်လာဖို့အတွက်ပြောမယ်ကျိန်းသေးတယ်နော်အဲ့တော့ကျမကမသွားခင်ကတည်းကစိတ်ထဲမှာငါလုံးဝငါရဲ့တိုင်းပြည်ကိုငါမစွန့်ဘူးမြန်မာပြည်ရဲ့အခက်ခဲဆုံးအချိန်နော်ကိုဗစ်ပဲလာနော်နောက်ထပ်ခက်ခဲတဲ့စိုးသွမ်းခြင်းတွေဘလောက်ပဲလာငါမစွန့်ခဲ့တဲ့အတွက်ကြောင့်မလို့ငါဘယ်တော့မှမစွန့်ဘူးဒီလိုမျိုးတခါတည်းဆုံးဖြတ်ချက်ချပြီးတော့မှသွားတာဒါပေမဲ့စိတ်ထဲမှာလည်းဘုရားဖွင့်ပြချက်တွေတချို့ရှိပါတယ်puzzle လို့ပေါ့ game တစ်ခုလို့ပေါ့အပိုင်းအစလေးတွေကိုဆက်နေရတဲ့အချိန်ဖြစ်နေတော့ဒါနဲ့ဟိုလဲရောက်ကိုကျမလေရင်ပေါ်ကနေဆင်းပြီးတော့ကားထဲမှာထိုင်ပြီးတော့မော်လီဗီယာနဲ့စကားပြောမော်လီဗီယာချင်းမိုင်ချင်းနေဘယ်လိုရှိလဲသူကဘာပြောလဲသလားဆရာမတဲ့ပွင့်ရမယ်ပန်တိုင်းပွင့်တယ်မဲဟိုမှာချင်းနေဘယ်လောက်ကောင်းတယ်လဲဆိုတော့ဒါနဲ့ကျမချက်ချင်းပြောတယ်အရင်မြူဆွဲမနေနဲ့လို့ပြောချင်တဲ့ຢာကကျမနှလုံးသားထဲမှာပြင်ဆင်ထားတဲ့ຢာကဘလောက်ပဲအခြားနိုင်ငံတွေကကောင်းစားနေပါစေငါရဲ့နိုင်ငံကိုငါချစ်တယ်ဆိုနှလုံးသားကရှိနေတာ။ဒါနဲ့ဖြစ်ချင်တော့ကျမအဲ့ကိုမသွားခင်ဘုရားခင်ကကျမကိုစကားလုံးတစ်လုံးပေးတယ် preserve တဲ့ preserve ဆိုတဲ့အဓိပ္ပာယ်ကဒါမပျက်စီးသွားအောင်ထိန်းသိမ်းရမယ်ဆိုစကားလုံးပေါ့နော်။ဘာလို့ပြောချင်နေရလဲဆိုတော့ကျမတိတ်ပြီးတော့သဘောမပေါက်ဘူး။ဒါပေမဲ့တဖြည်းဖြည်းနဲ့နားလည်လာတယ်။တရက်ကြတော့ကျမနဲ့မော်အိုလီဗီယာနဲ့စကားပြောတဲ့အခါမှာသူ့ကိုဘုရားကစကားလုံးတစ်လုံးပေးတယ်တဲ့ reserve တဲ့ဟော reserve ဆိုတဲ့အဓိပ္ပာယ်ကကြိုတင်နေရာယူထားခြင်းဆိုတဲ့အဓိပ္ပာယ်ကိုပြောခြင်းဖြစ်တယ်။ဒါနဲ့သူကအဲ့ဒီမှာရောက်သွားပြီးတော့သူကဘာလုပ်လဲဆိုကျမကလေးတွေကိုကျမလာမယ်လည်းမပြောဘူးနော်။ကျမနေမယ်လည်းမပြောဘူး။ तू ကဘာလုပ်ထားဆိုကလေးတွေကိုကြောင်းအပ်ထားတယ်။ကျမကလေးတွေကို तू ကကြောင်းအပ်ထားတာ။ကျမခွင့်ပြုချက်မယူဘူးကျမနေမယ်မနေဘူးဆိုရဲကျမကလေးတွေကိုသူကဟိုမှာကျောင်းမထားတာကျောင်းမထားတော့မှ discount ရအောင်သူကလှုပ်ထားသေးတယ်နော်ကျောင်းမှာ discount ရအောင်နော်ဒါကျေးဇူးတော်နဲ့အဲ့ဒါတွေခဏထားလိုက်အောင်ဒါနဲ့အဲ့ဒီအချိန်မှာသူက reserve ဆိုတဲ့စကားလုံးကိုရတယ်ဆိုတဲ့အဓိပ္ပာယ်ကဘာလဲဆိုတော့ဘုရားခင်ကအဲ့ဒီနေရာမှာကြိုတင်ပြီးတော့နေရာယူထားဖို့အတွက်သူ့ကိုပြောတယ်အဲ့ဒီအချိန်မှာကျမကောင်းထဲမှာ preserve ဆိုတဲ့စကားလုံးကလာပြီဟာငါတို့နှစ်ယောက်ကတော့ဟုတ်နေပြီ तू ကစင်ကာပူကနေမြန်မာပြည်ကိုပြန်ပြီးတော့ကျမတို့ကမကြခင်နောက်ကနေလိုက်ပြန်ရတာဟုတ်အခုလောက်ပြန်ပြီးသူချင်းမိုင်သွားတော့ငါ့ကိုဘုရားသခင်ကတော့ဒီစကလုံးနှလုံးကလည်းတက်တိုက်ဆိုင်
နော်ဖြစ်နေပြီဆိုတော့ကျမနည်းနည်းသဘောပေါက်ပြီးတော့ရိပ်မိတယ်ဒါနဲ့ညတကောင်အချိန်မှာညတနာရီအချိန်မှာဆရာစောကအဲ့တော့နေပြီးတော့တပတ်အကြာမှာဆရာစောကဘာပြောလဲဆိုတော့ immediately တဲ့လင်းလင်းမြန်မြန်ပေါ့ချက်ချင်းပေါ့ move out လုပ်ရမယ်တဲ့ဘုရားသခင်စကားပြောတယ်တဲ့ဟာကျမအနေနဲ့ခါတိုင်းဆိုရင်ဒေါ်စုဇန်နာမင်းကလှုပ်လေရှိတဲ့အရာကဘာလဲဆိုတော့ကျင်းသေးလားဖျားစီကကျင်းသေးလားဒီစကားအရင်လာတာပြီးရင်တက်သေးရပြီလားဘသူကပြောတာလဲဘာရည်ရွယ်ချက်နဲ့လှုပ်ချင်တာလဲတကယ်မှန်ကန်သလားဘယ်နှစ်စာလဲကျမအဲ့လိုမေးလေးရှိတယ်မြန်မာပြည်ကနေပြီးတော့စင်ကာပူသွားတဲ့အခါပဲဖြစ်ဖြစ်စင်ကာပူကနေမြန်မာပြည်ပြန်လာတဲ့အခါပဲဖြစ်ဖြစ်သူကျမကိုတော်တော်စီးယုံရတယ်ဘာလို့ကျမကတခုခုဆိုရင် settle ကြတာကြိုက်တယ်တနေရာမှာအတီတကြနေတတ်တယ်မိန်းကလေးဖြစ်လို့လားမသိဘူးဒါနဲ့ तू အဲ့လိုခုနညတနာရီအချိန်မှာ तू နော် immediately move out လုပ်ဖို့နဲ့ဘုရားသခင်ပြောတယ်လို့ပြောတဲ့အခါမှာကျမလေစက္ကန့်ပိုင်းအတွင်းပဲ yes and amen ချက်ချင်းထူးနိုင်တယ်ဘာကြောင့်လဲဆိုဘုရားသခင်ရဲ့အတန်တော်ကိုကျမကြားထားလို့ဖြစ်တယ်ဒီနှစ်စမှာလဲဘုရားကနော်ကျမနဲ့ဘုရားသခင်နဲ့နှစ်တိုင်းမှာတယောက်နဲ့တယောက် conversation လုပ်ကြတာဒီနေ့မှာကျမဘုရားသခင်ကိုပြောခဲ့တဲ့စကားကဘာလဲဆိုဘုရားသခင်သမီးရဲ့အထဲထဲမှာရှိနေတဲ့တောက်လောင်ခြင်းမငြိမ်းသွားဖို့ရတဲ့ကိုတော့လုပ်ပေးပါလို့ကျမကပြောခဲ့တာအဲ့တော့ဘာဖြစ်လဲပထမဦးဆုံးဖြစ်ခဲ့တဲ့အရာကနော်နှုတ်ကပတ်တော်အပုပ်2000လောက်ရှိတယ်အကုန်လုံး iCloud ထဲကနေပြတ်သွားတယ်ပြီးရင်အခုဘာဆက်ဖြစ်လဲဆိုတော့ကျမရဲ့ iPad ပါပြတ်သွားတယ်ဟာလေလုယာယေရှုတော်ပဲဆရာ iPad ကိုငှားသုံးထားတယ်အခုဘာဖြစ်လဲဆိုတော့တလအတွင်းထဲမှာပဲဘုရားသခင်ကကျမကိုချင်းမိုင်ကိုသွားဖို့ရန်အတွက်တမိသားစုလုံးကိုဘုရားသခင်ကပို့ဆောင်တယ်ပေါ့ဒီလိုပဲပြောရမှာဘာလို့လဲဆိုတော့ကျမကဘုရားသခင်နဲ့စကားပြောတယ်ကိုတော့သမီးတိတ်ပြီးတော့မြန်မာပြည်ကိုမစွန့်ချင်ဘူးမသွားချင်ဘူးဒီလိုပြောတဲ့ကောင်ဘုရားသခင်ကငါညင်ညင်သားသားထုတ်ရမလားကြမ်းကြမ်းလေးထုတ်ရမလားဒီကအဲ့ဒါကြောင့်မို့ကျမဆရာဆုံးနဲ့ချက်ချင်းသဘောတူတာဒါကြောင့်ဒီနေ့ကျမတို့ရဲ့အသက်တာထဲမှာသွေးအေးသွားမယ့်အရာတွေကိုဘုရားမြင်လာပြီဆိုရင်ကျမတို့ကိုဘုရားသခင်ကနှိုးလိုက်မယ်နှိုးတဲ့အခါမှာညင်ညင်သားသားနှိုးတဲ့အခါမှာမနှိုးရင်အော်လန်နဲ့နှိုးလေးရှိတယ်ကျမ်းစာထဲမှာတော့မပါဘူးတနည်းအားဖြင့် all and ဆိုတာဘာကိုပြောတာလဲဆိုတော့ဒုက္ခပြဿနာတွေနဲ့ကျမတို့ကိုဘုရားသခင်လုံနှိုးတတ်တယ်ဒါကြောင့်မလို့ဒုက္ခပြဿနာတွေဟာဘုရားသခင်ကျမတို့ကိုစကားပြောနေတဲ့အတန်တွေဖြစ်တယ်ဆိုတဲ့အရာကိုကျမနားလည်စေချင်တယ်အာမင်အခုဒီနေရာမှာလဲဣသရေလလူမျိုးတွေကိုဘုရားကစကားပြောတယ်မင်းတို့ဒီနေရာမှာနေထိုင်တာအရန်ကြာနေပြီမင်းတို့အသားကျနေပြီမင်းတို့ဒီနေရာမှာပျော်နေပြီဒါပေမဲ့ဒီနေရာကမင်းတို့အတွက်စစ်မှန်တဲ့ကောင်းကြီးမင်္ဂလာပြင်ဆင်ထားတဲ့နေရာမဟုတ်ဘူးငါရဲ့ဂတိတော်မဟုတ်ဘူးငါရဲ့နော်ဖြစ်စေခြင်းနဲ့နော်လှုပ်ဆောင်ချက်တွေမဟုတ်မင်းတို့ရွှေ့ပါဆိုပြီးတော့ဘုရားသခင်ကဣသရေလလူမျိုးတွေကိုပြောတယ်အဲ့လိုပြောတဲ့အခါမှာဘုရားကဘာဆက်ပြောလဲဆိုတော့နောင်လာမဲ့သားစဉ်မြေးဆက်တွေကိုငါကောင်းကြီးပေးဖို့ရန်အတွက်ပါတဲ့ဆိုလိုတဲ့အရာကတခါတလေဘုရားသခင်ကကျမတို့ကိုစကားပြောလာတဲ့အရာတွေအားလုံးကကျမတို့ကိုကင်လောက်တဲ့အရာတွေအားလုံးကကျမတို့ပဲကောင်းကြီးဖြစ်ဖို့မဟုတ်ဘူးကျမတို့ရဲ့အထဲထဲကနေဆင်းသက်လာမဲ့ generation တွေကိုကောင်းကြီးပေးဖို့အတွက်ဘုရားသခင်ကကျမတို့ကိုနိုးဆော်နေတာဖြစ်တယ်အာမင်ကျဘုရားကဘာပြောလဲဆိုဝင်၍သိမ့်ပိုက်ပါလိုက်ပြောပါဝင်၍သိမ့်ပိုက်ပါအာမင်ဒါကြောင့်ကျမတို့ရဲ့အသက်တာထဲမှာသိမ့်ပိုက်ရမယ့်အရာတွေအများကြီးရှိတယ်တနည်းအားဖြင့်ကျမတို့မပြီးသေးတဲ့အလုပ်တွေအများကြီးရှိတယ်တခါတည်းချိုးချိုးသောသူတွေကဆူတောင်းခံတဲ့အခါမှာဘယ်လိုပြောကြလဲဆိုဆရာမဘုရားသခင်ကျမအတွက်နောက်ထပ်တစ်ဆင့်ကပါလေဘုရားသခင်ကျွန်တော်အတွက်နောက်ထပ်တစ်ဆင့်ကပါလေလို့ပြောနေတဲ့သူကျမတခါတည်းဖြေပေးမယ်နောက်ထပ်တစ်ဆင့်ကသင်မပြီးဆုံးသေးတဲ့ဘုရားခိုင်းထားတဲ့အလုပ်တွေကိုလုပ်ဖို့ဖြစ်တယ်သင်ရဲ့အသက်တာထဲမှာဘုရားသခင်ကအဲ့ဒီအရာကိုယုံလို့စိတ်ချလို့အပ်ထားပေမဲ့သင်ကခဏလေးကြာရင်တော့ငါလုံးလိုက်ရင်အဆင်ပြေပါပဲဆိုတဲ့စိတ်နဲ့ဘုရားသခင်ရဲ့ခေါ်ခြင်းနောက်ကိုချက်ချင်းမလိုက်ဘဲနဲ့အကြာကြီးဆွဲထားတဲ့အရာတွေရှိလိမ့်မယ်ဘုရားသခင်ကိုစကားပြောနေသင်လှုပ်ဆောင်တဲ့နဲ့မပြီးသေးတဲ့အရာကဘာလဲအဲ့ဒါဘုရားလှုပ်ဆောင်စေခြင်းတဲ့အရာပဲအာမင်ဒါဆိုကျွန်တော်ရဲ့အသက်တာထဲမှာကျွန်တော်တို့နှစ်ယောက်စလုံးရဲ့အသက်တာထဲမှာငါတို့လှုပ်ပြီးခဲ့တဲ့အရာတွေကိုအောင်မြင်ခဲ့တဲ့အရာတွေကိုဖြတ်တန်းခဲ့တဲ့မှတ်တိုင်တွေကိုရေတွက်ပြီးတော့စမြုပ်ပြန်မနေဘူးဘာဖြစ်လို့လဲဆိုတော့အဲ့ဒီယာရီထဲမှာတာယာသွားခြင်းကအခုနဣသရေလလူမျိုးတွေဟောရတောင်ခြေတဝိုက်မှာအဲ့တောင်ထိတ်နာတဝိုက်မှာပျော်နေတဲ့အရာနဲ့တူတယ်ဒါကြောင့်ကျွန်တော်တို့လောမဲ့အရာကငါတို့မရသေးတဲ့အောင်ခြင်းကဘာလဲငါတို့တိုက်ရမယ်တိုက်ပွဲကဘာလဲငါတို့မမြင်သေးတဲ့နယ်ပယ်ကဘာလဲငါတို့မရရှိသေးတဲ့ကောင်းကြီးမင်္ဂလာကဘာလဲဒီလိုစဉ်းစားတတ်ဖို့အတွက်အရေးကြီးတယ်အာမင်အဲ့တော့ဣသရေလလူတွေကိုဘုရားသခင်ကတနည်းအားဖြင့် transition တက်တောင့်တက်တာဖြစ်တဲ့နေရာကနေပြီးတော့နောက်တဲ့ကဏ္ဍရတဲ့ကိုပြန်ပြီးတော့သွားခိုင်းတဲ့သဘောပဲဒါကြောင့်မလို့ခုနကျမတို့ဖတ်လိုက်တဲ့အခါမှာဗာပြောထားလေဆိုတော့မင်းတို့ခရီးပြုတဲ့အခါမှာတဲ့တောင်ပေါ်ဒေသရှိမယ်တဲ့
လွင်ပြင်ရှိမယ်လွင်ပြင်ဆိုတဲ့အရာကဘာမှမရှိတဲ့ရက်ကိုပြောနေခြင်းမှာတဲကန်တာရက်ကိုပြောနေခြင်းမှာပြီးတော့ဘာပြောသလဲဆိုတော့မြေနှိမ့်ဒေသရှိမယ်နေဂိအရက်မြင့်တဲ့အရက်တွေရှိမယ်ပင်လယ်ကမ်းခြေဒေသရှိမယ်မြစ်ကြီးတနည်းအားဖြင့်တကယ်ကိုကြီးမားတဲ့မြစ်တွေရဲ့အနာကိုငါပို့ဆောင်ခြင်းနဲ့ဆိုလိုတဲ့အရာကဖခင်သခင်ကျမတို့အတွက်ကြီးမားတဲ့အကြံစီတွေရှိနေတယ်အာမင်ကိုမြင်ဘူးတဲ့နေရာလောက်မှာကိုကျင်လည်နေတဲ့နေရာလောက်မှာပဲဖခင်သခင်ကကျမတို့ကိုအဲ့ဒီရက်နဲ့ဆိုင်တဲ့ကောင်းကြီးမင်္ဂလာကိုပဲပေးချင်တာမဟုတ်ပဲနဲ့သင်မမြင်ဘူးတဲ့အရာမကြားဘူးတဲ့အရာစိတ်နှလုံးနဲ့မကြံစီဘူးတဲ့အရာကိုဘုရားသခင်ကပေးချင်တာပို့ဆောင်ချင်တာဖြစ်တယ်။ဒါကြောင့်ဣသီလလူမျိုးတွေကိုပြောမင်းတို့ခရီးပြုလိုက်စမ်းပါတဲ့မင်းတို့မရောက်ဘူးတဲ့တောင်ပေါ်ဒေသမြေနိမ့်ဒေသလွင်ပြင်ဒေသပင်လယ်ကမ်းခြေဒေသဟာလေလုယာအာမင်တနည်းအားဖြင့်ခြေလန်းလန်းစေချင်တာဖြစ်တယ်အခုဒီမှာလာရောက်ကြတဲ့သူတွေတင့်ကိုဘုရားသခင်စကားပြောနေဆိုတော့ကျွန်မယုံကြည်တယ် transit လောက်ရတော့မယ်အခုလိုမျိုးတက်တောင့်တက်တာဖြစ်နေတဲ့နေရာကနေပြီးတော့နောက်ထပ်နယ်ပယ်တစ်ခုတည်းကိုဘုရားသခင်ကတင့်ကိုသွားဖို့ရတဲ့စိန်ခေါ်နေတယ်ဒီနေ့နှုတ်ကပတ်တော်ဟာတင့်ကိုဘုရားသခင်တိုက်ရိုက်စကားပြောနေတယ်ဆိုတော့ကျွန်မယုံကြည်တယ်အာမင်တင့်ကိုဘုရားသခင်စကားပြောနေတယ်လို့ခံယူရင်အာမင်လို့ထူလိုက်စမ်းပါအာမင်ဒါကြောင့်ကျွန်မတို့ရဲ့အသက်တာထဲမှာအခု transition လို့ခေါ်တဲ့အကူပြောင်းကာလကိုရောက်လာပြီဆိုရင်ကြောက်ဖို့မဟုတ်ဘူးစိတ်တက်ကြဖို့မဟုတ်ဘူးနမိတ်လက္ခဏာနဲ့ငါ့ကိုဘုရားသခင်ကြီးသောအမှုပြုတော်မယ်ဆိုတဲ့အာမင်အမြင်ရှိစေခြင်းနဲ့အဲ့ဒီအရာကပဲကျွန်တော်တို့အသက်တာထဲမှာခွန်အားဖြစ်မှာဖြစ်တယ်ကဲအဲ့တော့ဆက်ပြီးတော့ကြည့်တဲ့အခါမှာကျွန်တော်တို့နှုတ်ကပတ်တော်ထဲမှာယောမအခန်းကြီး8အခန်းငယ်28ကိုကျွန်တော်တို့အားလုံးတချို့တွေဆိုအလွတ်တောင်ရကြပါလိမ့်မယ်ဒီနှုတ်ကပတ်တော်ကိုသိတယ်အဲ့ဒီနှုတ်ကပတ်တော်ကိုကျွန်မနဲ့အတူတူဖတ်စေခြင်းနဲ့အတူတူကဖတ်ရအောင်ဘုရားသခင်ကိုချစ်တော်သူဒီဟူသောကြံစီတော်မူခြင်းအတိုင်းခေါ်တော်မူသောသူတို့၏အကျိုးကိုခသိန်းသောအရာတို့သည်တညီတညွတ်တည်းပြုစုကြသည်ကိုငါတို့သိကြ၏ဘုရားသခင်ကိုချစ်ပါတယ်ပြောနေတယ်ဘုရားရဲ့သားသမီးတွေတဲ့မင်းတို့သိပါတယ်တဲ့နော်ရှင်ဘောလူကဒီလိုပြောတယ်အဲ့ဒါကဘာလဲဆိုတော့ဘုရားသခင်ကိုချစ်တဲ့ဘုရားသားသမီးတွေအတွက်ခသိန်းသောအရာတွေကတညီတညွတ်တည်းပြုစုပေးရတယ်ဘာအတွက်လဲဆိုတော့အဲ့ဒီလူရဲ့အကျိုးအတွက်တဲ့ဘာအတွက်လဲအကျိုးအတွက်ဒါဆိုကျမတို့ရဲ့အသက်တာထဲမှာဖျားပြစ်စင်တဲ့အကျိုးကိုရဖို့ရန်အတွက်ကျမတို့အခုသွားရတဲ့အမြင့်ဖြစ်စေအနှိမ်ဖြစ်စေခက်ခဲခြင်းဖြစ်ပါစေအောင်မြင်ခြင်းဖြစ်ပါစေမြေဝမ်းလွင်ပြဖြစ်နေပါစေသဲကန္တာရဖြစ်နေပါစေအဲ့ဒီထဲထဲမှာဖျားကြံစီရှိတယ်ဆိုလိုတဲ့ຢာကသင်ကြိုက်တဲ့ပုံစံနဲ့သင်လိုချင်တဲ့အဖြေကိုဖျားပေးမှသင်အတွက်အကျိုးရှိတာမဟုတ်ဘူးသင်မလိုချင်တဲ့ပုံစံနဲ့ဘုရားသခင်ကသင်ကိုတုံ့တင်ပေးပြီးတော့ခေါ်ဆောင်ပေးတဲ့အခါမှာလဲသင်အတွက်အကျိုးပါတယ်ဆိုတဲ့အရာကိုသဘောပေါက်မယ်ဆိုလိုတဲ့အရာကထပ်ပြီးရှင်းပြမယ်ခက်ခဲခြင်းမရှိရင်ဘယ်တော့မှကိုချင်းစာစိတ်မရှိဘူးမှန်လားဥပမာတစ်ခုပြောပြမယ်အိမ်တော်ကွဲခြင်းခင်မွန်းတဲ့တယောက်ရဲ့ပြစ်ထားခြင်းကိုမခံဘူးတဲ့သူကကိုချင်းစာစိတ်မရှိဘူးသူ့ကိုသွားပြောရင်နင်အသုံးမကျလို့နင်မတော်လို့နင်ဉာဏ်ပညာမရှိလို့ဒီလိုပဲပြောမှာသို့တော့အဲ့ဒီအိမ်အောင်ရင်းနဲ့ပတ်သက်တဲ့ခံစားချက်ကိုပြင်းပြင်းထန်ထန်ရဘူးသွားရင်တော့အဲ့ဒီလွင်ပြင်ကိုဖျက်သွားပြီးရင်တော့အဲ့ဒီဂန္ဓာရကိုဖျက်သွားပြီးရင်တော့ကိုချင်းစာစိတ်ဆိုတာရှိလာတယ်ဟုတ်လားဒါမှမဟုတ်ပညာရေးမှာအမြဲတမ်းအောက်ဆုံးဖြစ်နေတဲ့အခြေအနေမျိုးမကြုံဘူးရင်ပညာရေးမှာအားနေတဲ့သူတွေကိုဘယ်လိုပြောမလဲမင်းတို့တုံးတာမင်းတို့ညံ့တာမင်းတို့ပြင်းတာဒီလိုစကားလုံးတွေသုံးမှာမှန်လားအဲ့တော့ကျမတို့ရဲ့အတ္တတာထဲမှာဒီနေ့ဘုရားခင်ကအနှိမ့်ဆုံးဆိုတဲ့အရာတွေကိုဖျက်ဆီးခိုင်းတဲ့အခါမှာတတိယစေခြင်းနဲ့အဲ့ဒီအထဲထဲမှာကျမတို့အကျိုးပါတယ်အမြဲတမ်းအမြင့်မှာပဲရှိနေမာနကြီးလာအောင်မှန်လားအမြဲတမ်းစဉ်းစားကြည့်အမြဲတမ်းချောနေတယ်နော်အမြဲတမ်းလဲနော်နုပြိုနေတယ်အမြဲတမ်းလဲငွေကြေးတွေနဲ့ပြည့်စုံနေတယ်ပညာရေးကလည်းအမြင့်ဆုံးတခါမှလည်းအခက်အခဲမရှိတော့ဘူးဆိုအဲ့ဒီလူကသူ့ကိုယ်သူတော်ဖျားလို့ထင်သွားနိုင်စရာအကြောင်းရှိတယ်မှန်ပါသလားဒါပေမဲ့ကျမတို့ဒီလောကထဲမှာအသက်ရှင်တဲ့အခါမှာခရစ်ယာန်ဖြစ်ပြီးတော့ဘာလို့ဒုက္ခကြုံတာလဲခရစ်ယာန်ဖြစ်ပြီးတော့ဘာလို့အခက်အခဲတွေကြုံတာလဲအဲ့ဒီအထဲထဲမှာကျမတို့တို့ကြီးမားတဲ့အကြံစီရှိတယ်ဟာလေလုယာဒါကြောင့်မလို့ကျမတို့ရဲ့အသက်တာထဲမှာဘုရားသခင်ပေးတွေ့တဲ့တောင်ဖြစ်ပါစေ၊ဂျိုက်ဝမ်းဖြစ်ပါစေ၊အနှိမ့်ဖြစ်ပါစေ၊အမြင့်ဖြစ်ပါစေငါအချိုးအတွက်ဖြစ်တယ်ကောင်းလိုက်တာငါရဲ့ဝိညာဉ်အတွက်အာမင်အဲ့တော့ကျမစင်ကာပူကနေမြန်မာပြည်ကိုစပြီးတော့ပြန်လာဖို့ရတဲ့ပြင်ဆင်တဲ့အခါမှာမှန်တိုင်းပြောရမယ်ဆိုကျမအဲ့မှာခရီးစဉ်တွေတော်တော်များများလှည့်ပြီးတော့ဘုရားစပြီးတော့
နော်ဟိုတွင်တွင်ကြဲကြဲပေါ့လူအများအတွက်အသုံးပြုတဲ့အချိန်ကာလတစ်ခုဖြစ်လာပြီဒါပေမဲ့ကျမကမြန်မာပြည်ကိုပြန်လာပြီးတော့မှစပြီးတော့ခြေလန်းလှမ်းဖို့နဲ့ပြင်ဆင်တဲ့အခါမှာကျမမေးခွန်းထုတ်တယ်ကိုတော့အရန်ခတ်တဲ့နေရာနော်မြန်မာပြည်ကိုပြန်လာမှာလေအာရှမှာစင်ကာပူကအကောင်းဆုံးနိုင်ငံတစ်နိုင်ငံဖြစ်တဲ့အခါမှာ convenient ဖြစ်တဲ့အခြေအနေကနေပြီးတော့ဘုရားသခင်မြန်မာပြည်ကိုခြေလန်းလှမ်းခိုင်းတဲ့အခါမှာကျမမှာအာမခံချက်တစ်ခုခုရှိလို့မြန်မာပြည်ကိုပြန်ခဲ့တာမဟုတ်ကျမအမြဲတမ်းသက်သေခံတယ်ကျမငားဖို့တောင်မှအိမ်ငားဖို့တောင်မှပတ်စံမရှိခဲ့တဲ့အခြေအနေပါဒါပေမဲ့ကျမယုံကြည်ခြင်းခြေလန်းနဲ့ပြန်လာခဲ့တာဖြစ်တယ်ဘုရားကပို့ရင်ဘုရားသခင်ရဲ့စကားကိုရရင်ဘုရားကတာဝန်ယူမယ်ဆိုတဲ့အရာတော့ကျမနှလုံးသားထဲမှာယုံတယ်အာမင်အဲ့တော့ကျမဘာလုပ်လဲဆိုယုံကြည်ခြင်းနဲ့ပြန်လာတယ်ပြန်လာတဲ့အချိန်မှာကျမသမီးအငယ်လေးကိုကိုဝင်ရှိနေတာသားနှစ်ယောက်ကလည်းတစ်ယောက်ကအကြီးက9နှစ်ကျော်အငယ်က6နှစ်ဝန်းကျင်ပဲရှိသေးတယ်သို့သောကျမယုံကြည်ခြင်းနဲ့ပြန်လာပြီးတော့မှဘုရားသခင်ရဲ့အလိုတော်ကိုဝန်ခံတယ်ခက်ခဲခြင်းနဲ့ဘလောက်များပါစေ Facebook ပေါ်မှာတက်ပြီးတော့ငါ့ကိုဒီလူကပြောသွားတာမလုပ်ဘူးငါချင်းတွေကဒီလိုကိုရောရဲ့ခက်ခဲလိုက်တာအပေါ်မှာတက်ပြီးတော့အားလုံးတနာလာဖို့ရန်အတွက်စာကြောင်းတွေစီပြီးကျမမရေးဘူးတချို့တွေရန်လောက်တတ်တယ်လေဟုတ်လားမလုပ်ဘူးကြဘူးနဲ့တူတယ်တန်ရှင်းသူတွေကြီးပဲအဲ့တော့ကျမအမြဲတမ်းပြင်ဆင်တယ်ငါရဲ့အနိုင်ဆုံးအခြေအနေကိုရောက်လာပြီဆိုရင်ငါရဲ့အတွေးခေါ်ထဲမှာရှိရမယ့်အရာကဘုရားငါအတွက်ကြီးမားတဲ့အကျင့်စီပြင်ဆင်ထားတယ်ဟာလေလုယာဆရာဆိုအနာမှမရှိတဲ့အချိန်ခလေး2ယောက်နဲ့ကိုဝင်ကြီးတစ်လုံးနဲ့တချို့နေ့တွေမှာကျမမှာရန်ကုန်မှာနေပြီးစားစရာမရှိတဲ့အချိန်ရှိရဘာဖြစ်လို့ဆိုကျမကအရန်ခက်ခဲလာရင်ဘယ်တော့မှကျမလိုက်ဖွင့်ပြောပြတတ်တဲ့သူမဟုတ်ဘူးငါပြောသေးလေးတော့မှစားဖို့ပတ်စံမရှိဘူးကျမဘာလုပ်ခဲ့လဲဆိုကျမမှတ်မိသေးတယ်လမ်းထိပ်မှာအဲ့တုန်းကမကြီးပင်ရှိတယ်မကြီးပင်တော့ကတုံးဖြစ်သွားတယ်သိလားကတုံးဖြစ်သွားတာဈေးသွားတာခက်လို့လေအဲ့မကြီးရွက်တင်ထွက်ပြီးဆိုတော့တခါတည်းသွားခူးပြီးတော့မှစက်သွန်နေနဲ့တုတ်စားတာအဲ့တော့ဒီလိုပြောလို့ကျမဟာကြိုက်တယ်နဲ့တူတယ်လာကြွေးကြရမှနဲ့တူတယ်နော်အဲ့တော့ပြောချင်တဲ့အရာတစ်ခုကဘာလဲဆိုတော့အဲ့ဒီဂျိုင်ဝမ်ကိုကျမဖြတ်တန်းခဲ့တယ်အဲ့တော့လွန်ခဲ့တဲ့တစ်နှစ်ကျော်လောက်ကဘုရားခင်ကျမကိုစကားပြောတယ်အခုဒီမှာမှုတော့ဆောင်နေရင်းနဲ့လှိုင်းသားယာဘက်ကိုထိုးဖောက်ဖို့နဲ့ဘုရားခင်စကားပြောတဲ့အခါမှာဂျေဇုတော်ပဲနော်လှိုင်းသားယာကဘာပဲပြောကျမတို့တိတ်ပြီးတော့နော်အထင်မကြီးကြတဲ့နော်နယ်မြေဖြစ်လိမ့်မယ်ဒါပေမဲ့ဝိညာဉ်ပိုင်းဆံမှာဘုရားခင်ဖွင့်ပြတဲ့အခါမှာနိုးထောင်မှုကိုလှိုင်းသားယာကနေဘုရားခင်ကြီးမားမားစမယ်ဆိုတဲ့အရာကိုဘုရားခင်စကားပြောတယ်အခုလည်းအဲ့ဒီအတိုင်းပဲဖြစ်နေတာပဲတနေ့အတွင်းထဲမှာလူ1600ဘုရားသခင်နှုတ်ကပတ်တော်ကိုကြားပြီးတော့အခုအဲ့မှာနော်အပတ်တိုင်းမှာဖြစ်အာမင်ဖြစ်လာတော့မယ်လတိုင်းမှာထိုနေရာမှာဘုရားကိုကိုးကွယ်ခွင့်ရတယ်မကြောက်ခင်ကျမတို့အဲ့မှာနော်တကယ်ကိုမြေနေရာနဲ့ကိုးကွယ်ခွင့်ဘုရားခင်ပေးမယ်ဆိုတာလဲကျမယုံကြည်တယ်ဟာလေလုယာအာမင်အဲ့တော့အခုဘုရားခင်ခိုင်းတဲ့အတိုင်းကျမကအဲ့ဒီလိုင်တာယာနဲ့ဆိုင်တဲ့နော်နယ်နိမိတ်ထဲမှာဘုရားကိုချစ်တဲ့ဇနီးမောင်နှံအနေနဲ့ကျမအမှုတော်ဆောင်တဲ့အခါမှာအခုဘာဖြစ်လဲဆိုတော့ချစ်မိုင်လောက်တနာတာပေါ့ချစ်မိုင်ချင်းနေစိုးလာဆိုစိုးတယ်နော်တကယ်စိုးတာပါဒါပေမဲ့တနာတယ်ဘာဖြစ်လို့ဆိုတော့လှိုင်သားယာဆိုတဲ့မီးနဲ့ကျမဖြတ်လိုက်တာဟုတ်နော်အဲ့တော့ဖြတ်လိုက်တဲ့အခါမှာတော်ရုံဆိုဘုရားကခဏရင်ချင်းပေးမယ်ဆိုတဲ့အရာကိုကျမယုံကြည်တယ်ဘယ်လောက်ပဲနော်ကျမတို့အတွက်အသက်ဖြစ်နေပါစေဘုရားသခင်ကလည်းတစ်ဖက်မှာကျမတို့ကိုစကားပြောတယ်ငါကအသက်ကိုပေးခြင်းတဲ့အတွက်ကြောင့်မလို့တင်မရောက်ဘူးတဲ့နေရာတင်မကြုံဘူးတဲ့အရာကိုငါကပြန်ပေးတာဖြစ်တယ်လို့ဘုရားခင်ကစကားပြောတယ်ဟာလေလုယာဘုရားခင်နာမဘုန်းကြီးမင်္ဂလာရှိပါစေကဲဒါကြောင့်မလို့ကျမတို့နားလည်ရမယ့်အရာတစ်ခုကဘုရားခင်ကျမတို့အတွက်ကြံစီတဲ့အရာတွေအားလုံးကောင်းတယ်ဆိုတဲ့အရာကိုကျမတို့သိရမယ်အဲ့ဒီအရာကိုစင်ကြင်ဖို့လဲလိုတယ်ဘာကြောင့်လဲစင်ကြင်ခြင်းမရှိရင်အထဲထဲမှာ passion မရှိတော့ပြန်ပြောမယ်ကျမတို့အထဲထဲမှာဘုရားခင်ကကျမတို့အတွက်အကောင်းဆုံးပြင်ဆင်ထားတယ်ဆိုတဲ့အရာတွေကိုကျမတို့ဘာလို့ရမလဲသိယုံနဲ့မလုံလောက်ဘူးစင်ကြင်ရမယ်အောင်းမေးရမယ်တွေးခေါ်ရမယ်ဒါမှသာလေကျမတို့ရဲ့အသက်တာထဲမှာအနေအမြင့်တက်ကြတယ်လာပြီးဆိုရင်ဘုရားသခင်ဂတိတော်ရှိတယ်ငါအတွက်အကျိုးကိုပြင်ဆင်နေဆိုတဲ့အရာကိုကျမတို့ကသိပြီးတော့အမြဲတမ်းဘုရားနောက်ကိုစိတ်အားတက်ကြွခြင်းနဲ့တောက်လောင်ခြင်းနဲ့အရှိန်အဟုန်နဲ့လိုက်နိုင်မှာဖြစ်တယ်တချို့သောသူတွေဘုရားနောက်ကိုလိုက်ရင်လည်းဘာကြောင့်အရှိန်အဟုန်နဲ့ရက်သွားကြတယ်လေဘုရားသခင်ကျမတို့အတွက်အကျိုးပြင်ဆင်ထားတယ်ဆိုတဲ့အရာကိုသိယုံနဲ့မလုံလောက်ဘူးစင်ကြင်အောင်းမေးဖို့ရန်အတွက်ဖြစ်ပါတယ်ဒါမှသာလေကျမတို့တစ်ဆင့်ပြီးတစ်ဆင့်ကျမတို့တိုးတက်နိုင်မှာဖြစ်တယ်တစ်ဖက်မှာလည်းဘုရားကဘာပြောလဲဆိုယေရမိအခန်းကြီး29အခန်းငယ်17မှာဒီလိုပြောတယ်ကျမနောက်ကလိုက်ပြောပါအောင်ငါသည်သင်တို့ကိုအကျိုးနည်းစေခြင်းကကြံစီသောအကြံမဟုတ်ပဲသင်တို့သည်မျော်လင့်သောအကျိုးကိုရမည်အကြောင်းငြိမ်ဝတ်စေခြင်းငါသာ
တင်တို့အဖို့ကြံစီသောအကြံတို့ကိုငါသိ၏ဟာလေလုယာဒီမှာငါနှစ်ငါရှိတယ်တငါကတော့ကျမတို့ယုံကြည်သူတွေဖြစ်တယ်ဖခင်ကျမတို့အတွက်အကျိုးပြင်ဆင်ထားတယ်ဆိုတဲ့အရာကိုကျမတို့သိရမယ်ဆင်ခြင်အောင်မရမယ်နောက်ထပ်ငါကတော့ဖခင်သခင်ဘက်ကဖြစ်တယ်မင်းတို့ရဲ့အသက်တာထဲမှာကြံစီထားတဲ့အရာတွေအားလုံးငါသိတယ်တဲ့ငါကြံထားတာလေတဲ့မင်းတို့ရဲ့အနာဂတ်ကိုငါရေးဆွဲထားတာလေလို့ဘုရားသခင်ကသတိပေးနေတာဖြစ်တယ်ဒါကြောင့်မလို့အခုကျမတို့သွားနေတဲ့ခရီးလမ်းကကိုလမ်းကိုထွင်တာတခုမှမပါဘူးညီကောင်မောင်နှမတို့ဘုရားသခင်ရဲ့ရေးဆွဲထားတဲ့အကြံစီထဲမှာကျမတို့ကရှောက်လန်းခြင်းဖြစ်တယ်တနည်းအားဖြင့်ကျမတို့အတွက်ဘုရားသခင်ရေးသားထားတဲ့အနာဂတ်ဆိုတာရှိတယ်ကျမတို့ရဲ့အထုပ်ပတ်တိသင်အထုပ်ပတ်တိဘုရားသခင်ရေးထားပြီးသားသင်အကြောင်းဘုရားကရေးထားပြီးသားကျမတို့အထုပ်ပတ်တိကိုရေးထားတဲ့ဘုရားသခင်နဲ့ချိတ်ဆက်ပြီးတော့ယုံကြည်ခြင်းနဲ့လိုက်ဖို့ပဲလို့တာတခါတည်းကျမတို့ကငါတို့စူးစမ်းလိုက်မယ်ငါတို့လမ်းတွေကိုငါတို့ဖောက်လိုက်မယ်လို့ငါတို့စဉ်းစားနေတဲ့အချိန်မှာဘုရားသခင်ကဒါကိုသတိရစေခြင်းနဲ့မဟုတ်ဘူးမင်းကငါနဲ့သဘောတူပြီးတော့ငါလမ်းတွေကိုလိုက်ခဲ့ဖို့ပဲလို့တာဘာကြောင့်လဲဆိုတော့ဘုရားသခင်ပြင်ဆင်ထားတဲ့အကြံစီကကျမတို့ရဲ့စဉ်းစားထားတဲ့လူညံတဲ့ချိန်တွက်ထားတဲ့အကြံစီတွေထက်သာ၍ကောင်းတယ်ဒါကြောင့်ဘုရားကဘာပြောလဲဆိုတော့ငါရဲ့အကြံစီကမင်းတို့ရဲ့အကြံစီနဲ့မတူဘူးတဲ့မှန်တာပေါ့ဘုရားသခင်ရဲ့စဉ်းစားတဲ့ပုံစံဘုရားသခင်ရဲ့တွေးခေါ်တဲ့ပုံစံဘုရားသခင်ရဲ့ပြင်ဆင်ထားတဲ့နည်းလမ်းတွေအားလုံးကသင်ပြင်ဆင်နိုင်တာထက်သာလွန်သောနည်းလမ်းတွေဖြစ်ပါတယ်ဒါကြောင့်အကောင်းဆုံးကဘာလဲဆိုတော့ဘုရားသခင်နဲ့သဘောတူဖို့ဖြစ်တယ်အာမင်အဲ့တော့ဣသလလူမျိုးတွေကဘုရားသခင်နဲ့သဘောတူလိုက်တဲ့အခါမှာသူတို့ရဲ့အသက်တာထဲမှာရတဲ့အကျိုးတွေကိုတစ်ဆင့်ပြီးတစ်ဆင့်မြင်ရပါတယ်ဒါကြောင့်သင်ရဲ့အသက်တာထဲမှာမရသေးတဲ့အရာတွေအားလုံးဟာဘုရားသခင်နဲ့သဘောတူဖို့အတွက်လိုအပ်နေတာဖြစ်ပါတယ်ဒါကြောင့်ဒါလေးကိုသတိရစေခြင်းနဲ့ဘုရားသခင်ငါ့ကိုမမြင်ဘူးလားလို့ဘုရားသခင်ငါ့ကိုဒီတိုင်းပဲဖြစ်ထားပြီလားလို့ဘုရားသခင်ငါရဲ့အသက်တာအတွက်ကောင်းကျိုးတွေအားလုံးမပြင်ဆင်တော့ဘူးလားလို့မေးဘုရားဘာပြောနေလဲငါမင်းအတွက်ပြင်ဆင်ထားတာငါသိတယ်ဘယ်နာမှရှိမိတ်ဆွေကိုပြောလိုက်ပါဘုရားသင်အတွက်ပြင်ဆင်ထားတဲ့အရာဘုရားသိတာပေါ့လို့ဘာတွေစိတ်ပူနေတာလဲဘာတွေစိုးရိမ်နေတာလဲဘာတွေတုန်လှုပ်နေတာလဲအာမင်အာမင်ကြတော့တခါတည်းကျမတို့ရဲ့အသက်တာထဲမှာခုနကျမ်းစာကပြောတယ်လေကျမတို့အသက်တာထဲမှာမျော်လင့်သောအကျိုးကိုရဖို့အတွက်ဘုရားပြင်ဆင်တယ်တဲ့အားလုံးမှာမတူညီတဲ့မျော်လင့်ထားတဲ့အကျိုးတွေရှိလိမ့်မယ်မှန်လားမျော်လင့်ထားတဲ့အရာတွေရလာဖို့အတွက်ဘုရားသခင်ပြင်ဆင်ပါပါကျမတို့ကိုစိတ်ပြည့်စေမဲ့ဘုရားမဟုတ်မျော်လင့်ထားတဲ့အကျိုးကိုရဖို့အတွက်ဘုရားသခင်ကပြင်ဆင်มาဖြစ်တယ်တခုပဲကိုမျော်လင့်ထားတဲ့အရာကိုဆုတောင်းထားတဲ့အရာကဘုရားသခင်ပြင်ဆင်ပေးလာတဲ့ပုံစံနဲ့မတူတဲ့အခါမှာဒါဘုရားသခင်စီမှာဟုတ်ရဲ့လားလို့တန်တရားမရှိဘူးတော့လို့တယ်ဘာဖြစ်လို့လဲဆိုတော့ထမြောက်ကျမ်းထဲမှာကြည့်လိုက်တဲ့အခါမှာအခန်းကြီး16အခန်းငယ်15လောက်မှာဘာကိုတွေ့ရလဲဆိုဣသလလူမျိုးတွေကဘုရားကိုပြောတယ်ကျွန်တော်တို့အစာစားခြင်းနဲ့ကျွန်တော်တို့ကိုကျွေးပါဆိုတော့ဘုရားခင်ကိုပြောတယ်ဒါနဲ့ဘုရားခင်ကကောင်းငင်ကနေမုံကိုချပြီးတော့သူတို့ကိုကျွေးတယ်ဒါနဲ့သူတို့ကအဲ့ဒီမုံကိုဘလို့နာမည်ပေးလိုက်လဲဆိုတော့မနာတဲ့မနာမဟုတ်မနဲ့မဟုတ်ဘူးနော်မနာနော်မနာဆိုတဲ့အဓိပ္ပာယ်ကဘာလဲဆိုတော့ဓာတ်ရိုက်စကလုံးနဲ့ဆိုမိသည့်အရာနေတနည်းအားဖြင့်ဒါကဘာလဲတဲ့အမှန်တော့သူတို့တောင်းတဲ့ဆုတိုင်းသူတို့မျောလင့်ထားတဲ့အရာတိုင်းဘုရားသခင်ဘာလုပ်လဲကောင်းကင်ကနေပြီးတော့မာနမုတ်ကိုချကျွေးတယ်ဒါပေမဲ့ဘုရားသခင်ပြင်ဆင်တဲ့နီးလန်းကိုသူတို့မြင်တဲ့အခါမှာဒါပါလေလို့မိကုံထုတ်ကြတယ်ဒါကြောင့်မာနရဲ့အတိတ်ဘက်ကဘာလဲဒါပါလေနားလည်ပြီနော်ဒါကြောင့်ဒီကောင်မတယောက်ချင်းစီတိုင်းကျမတို့မျောလင့်ထားတဲ့အကျိုးကျမတို့ရဲ့အရှိတက်ကိုရောက်လာတဲ့အခါမှာဒါပါလေပြန်မေးရသူမဖြစ်စေနဲ့အမေတို့ကျမတို့မျောလင့်ထားတဲ့အကျိုးကိုဘုရားသခင်ကသူ့နီးလန်းနဲ့ပြင်ဆင်တဲ့အခါမှာထူးဆန်းတယ်နော်မာနမုတ်ဆိုတာလေဒါကောင်းငင်ကရလာတဲ့မုတ်ဖြစ်တဲ့အတွက်ကြောင့်မလို့ဒါဘသူချက်ပြုတ်လဲတော့မသိဘူးကောင်းငင်တမန်ပဲဖြစ်မှာပေါ့ဒါပေမဲ့ဘသူချက်ပြုတ်လဲကျွန်မမသိကျမ်းစာထဲမှာလည်းမဖော်ပြတာအဲ့တော့ပြောချင်တဲ့အရာတခုကဘုရားသခင်ပြင်ဆင်တဲ့နီလန်အတိုင်းဆိုရင်လူချက်ပြုတ်တာတဲ့တော့ပိုကောင်းမှာပေါ့လူစီစဉ်တာထက်တော့ပိုကောင်းမှာပေါ့လူစဉ်းစားတာထက်တော့ပိုကောင်းမှာပေါ့ဒါပေမဲ့အဲ့ဘုရားသခင်ပြင်ဆင်ထားတဲ့အရာတင့်အရှိမတက်တက်ရောက်လာတဲ့အခါမှာဒါပါလဲမေးခွန်းထုတ်တဲ့သူမဖြစ်စေနဲ့အာမင်အဲ့ကျွန်မရဲ့အသက်တာထဲမှာဘုရားသခင်ပြောလာပြီဆိုရင်ကျွန်မဒီနောက်ပိုင်းမှာချက်ချင်း react တနည်းအားဖြင့်ချက်ချင်းတုံ့ပြန်ဖို့နဲ့ကျွန်မပြင်ဆင်တယ်လူရဲ့မျက်နှာကိုလည်းကျွန်မမထောက်တော့ဘူးကျွန်မရဲ့အကျိုးတွေကိုလည်းကျွန်မမကြည့်တော့ဘူးကျွန်မဘာပဲလုပ်ဖို့စဉ်းစားလဲဆိုချက်ချင်း react action ယူဖို့ရန်အတွက်ချက်ချင်းလှုပ်ဆောင်ဖို့အတွက်ပဲကျွန်မပြင်ဆင်တယ်
ဒီနေ့ညီကောင်မောင်မတို့တင်းရဲ့တက်တာတွေမှာဘုရားခင်တင့်ကိုစိန်ခေါ်တဲ့အရာတွေရှိလိမ့်မယ်လူငယ်တွေဆိုပညာရေးနဲ့ဆိုင်တဲ့အရာလားဝိညာဉ်ရေးနဲ့ဆိုင်တဲ့အရာလားတင်းရဲ့မိသားစုကိုပြန်လဲသာသနာပြုဖို့နဲ့ဆိုင်တဲ့အရာလားဒါမှမဟုတ်တင်းကိုဘုရားသခင်ကနောက်ထပ်နယ်ပယ်တစ်ခုကိုခြေလှမ်းစေချင်တာလားတစုံတစ်ခုဖြစ်နိုင်တယ်ဆဲမှာပါဝင်နေနဲ့ဆဲလီတာဖြစ်ဘုရားသခင်တက်လန်းစေချင်တာလားအပြင်မှာအလုံးလုံးနေနဲ့အချိန်ပြည့်အမှုတော်ဆောင်ပြည့်တင်းကိုဘုရားသခင်ခေါ်ချင်တာလားနေဘုရားသခင်တင်းကိုစကားပြောနေတင်းကောင်းကောင်းသိတယ်တင်းရဲ့အတ္တထဲမှာမျောလင့်ထားတဲ့အရာကလည်းအဲ့ဒါပဲဖြစ်လိမ့်မယ်သို့တော့ဘုရားသခင်ပြင်ဆင်လို့လမ်းဖွင့်လာတဲ့အခါမှာဒါပါလေဆိုတဲ့မေးခွန်းမမေးဘူးအတွက်အရေးကြီးတယ်ဘေးနားမှာရှေးသူကိုပြောပါဒါပါလေမမေးနဲ့တင်းအကျိုးအာမင်ဟာလေလုယာအဲ့တော့ဆက်ပြီးတော့နှုတ်ကပတ်တော်ထဲမှာကြည်လိုက်တဲ့အခါမှာနော်ကျမတို့တောလျာကျမ်းခန်းကြီးကိုအခန်းငယ်16ကနေ23ကိုနော်ကျမတို့လေ့လာဖို့ရန်အတွက်ဖြစ်တယ်ကျမအရန်သဘောကျတယ်ဖခင်သခင်ကကျမတို့ငြိမ်သက်သွားမှာသူနဲ့ပတ်သက်လာလို့ရှိရင်စိတ်လှုပ်ရှားခြင်းသူနဲ့ပတ်သက်လာလို့ရှိရင်တောက်လောင်ခြင်းမရှိတော့မှာကိုဘုရားသခင်တော်တော်စိုးရင်တဲ့တူတယ်ဒီဖြစ်မှာလဲဘုရားသခင်ကဆက်ပြီးတော့ပြောထားတယ်အတူတူကဖတ်ရအောင်မိုးတိမ်သည်တဲတော်ပေါ်မှာကွာမြောက်သောအခါဣသရေလမျိုးသားတို့သည်ခရီးသွားကြ၏မိုးတိမ်တီလေရ၌လေတဲများကိုစောက်ပြန်ကြ၏ထာဝရဘုရားမိန့်တော်မူသည့်အတိုင်းဣသရေလအမျိုးသားတို့သည်ခရီးသွားကြ၏ထာဝရဘုရားမိန့်တော်မူသည့်အတိုင်းလေတဲများကိုစောက်ကြ၏မိုးတိမ်သည်တဲတော်အပေါ်မှာတည်နေသမျှသောကာလပတ်လုံးသူတို့သည်တဲ၌နေကြ၏မိုးတိမ်သည်တဲတော်အပေါ်မှာနေရကြာမြင့်စွာတည်နေသောအခါဣသရေလအမျိုးသားတို့သည်ခရီးမသွားဘဲထာဝရဘုရားထံတော်၌စောင့်နေကြ၏မိုးတိမ်သည်တဲတော်အပေါ်မှာနေရအနှဲငယ်မြတည်နေသောအခါထာဝရဘုရားအမိန့်တော်အတိုင်းသူတို့သည်တဲ၌နေကြ၏ထာဝရဘုရားအမိန့်တော်အတိုင်းလည်းခရီးသွားကြ၏ညဥ်ရမှစ၍နနက်အချိန်တိုင်အောင်မိုးတိမ်သည်နေ၍နနက်အချိန်၌မြောက်သောအခါခရီးသွားကြ၏နေဖြစ်စေညဖြစ်စေမိုးတိမ်မြောက်သောအခါခရီးသွားကြ၏နှစ်ရက်ဖြစ်စေတစ်လဖြစ်စေတစ်နှစ်ဖြစ်စေမိုးတိမ်သည်တဲတော်ပေါ်မှာတည်နေသမျှသောကာလပတ်လုံးဣသရေလအမျိုးသားတို့သည်ခရီးမသွားဘဲတဲ၌နေကြ၏တဖန်မိုးတိမ်မြောက်ပြန်သောအခါခရီးသွားကြ၏ထာဝရဘုရားအမိန့်တော်အတိုင်းတဲ၌နေကြ၏ထာဝရဘုရားအမိန့်တော်အတိုင်းလည်းခရီးသွားကြ၏ထာဝရဘုရားသည်မောရှေအားဖြင့်မိန့်တော်မူသည့်အတိုင်းထာဝရဘုရားအထံတော်၌စောင့်နေကြ၏ဟာလေလုယာအဲ့ဒီနေရာမှာကြည့်တဲ့အခါမှာဣသရေလလူမျိုးတွေကိုဘုရားကစကားပြောတယ်မင်းတို့အပေါ်မှာရှိနေတဲ့တိမ်တိုက်ကရွေ့ပြီဆိုရင်မင်းတို့အဲ့နေရာမှာဘလောက်ပဲပြောမင်းတို့နေရာအဲ့နေရာကရွှေ့ရမယ်ချက်ချင်းနေရာပြောင်းရမယ်မင်းတို့ချက်ချင်းခရီးသွားရမယ်ဆိုပါစို့မင်းတို့အခုဒီညကိုရောက်ပြီးတော့မင်းတို့တဲဆောက်တယ်ဒါပေမဲ့မနေ့ကမင်းတို့နိုးလာတဲ့အခါမှာအဲ့ဒီတိမ်တိုက်ကရွေ့ပြီဆိုတာနဲ့ချက်ချင်းတဲကိုတိမ်ပြီးတော့မှငါဥဆောင်တဲ့နေရာနောက်ကိုလိုက်ရမယ်အဲ့တော့ဆိုလိုတဲ့အရာကဒီလူတွေကနော်ဒီနေရာမှာအောက်မှာပျော်နေတယ်ဆိုတဲ့အရာဘလောက်ထိအဆင်ပြေနေတယ်ဆိုတဲ့အရာထက်သူတို့ဘယ်ကိုပဲမျှော်ကြည့်ရပြီလဲဆိုတော့အပေါ်ကိုပဲမျှော်ကြည့်ရပြီအာမင်ဒီကျမတို့ရဲ့အသက်တာထဲမှာဖျားပို့တဲ့လမ်းကိုရောက်ခြင်းအောက်ကိုကြည့်ပြီးချိန်ဖြုံးနေလို့မရဘူးညီကောင်မတို့အပေါ်ကိုကြည့်ပြီးတော့မှခရီးသွားရတာဖြစ်တယ်အာမင်တချို့သောအချိန်တွေမှာကျမတို့ကအောက်ကိုကြည့်ပြီးတော့အလုံးလုံးတက်ကြတယ်ဟိုလူကတော့ဟိုလုပ်ငန်းလေးစားလိုက်ပြီဒီလူကတော့ဒီလိုအောင်မြင်သွားပြီငါတငယ်ချင်းကတော့ဒီလိုအကျိုးမြတ်ရသွားပြီငါရဲ့ level လောက်တောင်မရှိတဲ့နည်းနည်းနှိမ်ပါတယ်ဆိုတဲ့သူကအမြင့်တနေရာကိုရောက်သွားပြီဆိုတဲ့အရာကိုစဉ်းစားပြီးတော့သူတို့လောက်တဲ့နီလန်းအတိုင်းကျမတို့ကလိုက်လှုပ်ဖို့နဲ့ပြင်ဆင်တယ်အမှန်တော့ဘုရားသခင်ကဒီလောကမှာရှိနေတဲ့လူတွေရဲ့လှုပ်ဆောင်ချက်တွေကိုကြည့်ပြီးတော့သင်ခန်းစာယူဖို့လောက်ပဲဘုရားကထားတာသူတို့ရဲ့လှုပ်ဆောင်ချက်တွေကိုကြည့်ပြီးတော့ကျမတို့ကိုလိုက်လှုပ်စေချင်တာမဟုတ်ဘူးဒီနေ့ကျမတို့ကိုကြည့်စေချင်တဲ့အရာကအထက်ကိုကြည့်စေချင်တာဖြစ်တယ်ဟာလေလုယာအပေါ်ကတိမ်တိုက်ကိုကြည့်စေချင်တာဖြစ်တယ်အပေါ်တဲ့အချိတ်ဆက်မပြတ်စေချင်တာဖြစ်တယ်မျက်ခြေမပြတ်ဖို့လို့တဲ့ဝိညာဉ်ရေးရမှာအာမင်ဝိညာဉ်ရေးမှာမျက်ခြေမပြတ်ဖို့လို့တယ်ဒါကြောင့်မို့ကျမတို့မမိသေးတဲ့အရင်တော့နော်အရန်ကိုသေးပါတယ်ဆိုတော့တန်လန်းနေရာကိုကျမတို့ရောက်တဲ့အခါမှာဝိညာဉ်ရေးမှာမျက်ခြေမပြတ်ဖို့နဲ့ကျမတို့အမြဲတမ်းပြင်ဆင်တယ်ကျမတို့နာခံခြင်းပြင်းနဲ့ဆရာစောကပြောလိုက်ပြီဘုရားသခင်ကြီးကကျင်းသေးတယ်ဆိုအကုန်လုံးဝိုင်းလောက်ကြတာ conference လုပ်ဆိုရင်လုပ်တယ် conference လုံးဝမလုပ်နဲ့ဆိုရင်ဘာ conference မှမလုပ်ဘူးအခြားသောသူတွေက conference လုပ်နေတဲ့အချိန်မှာအခြားသောသူတွေကတခြားသော activities တွေကိုလုပ်နေတဲ့အခါမှာမိုးတိမ်ကမသွားရင်ကျမတို့မသွားဘူးအာမင်ဒါကြောင့်မို့ကျမတို့ရဲ့အသက်တာအထဲမှာဖခင်သခင်နဲ့မျက်ခြေပြက်လို့ကတော့
ကျမတို့သွားနေတဲ့လမ်းပြောင်းမှာပဲဒီနေ့ညီကိုမောင်မများတင်းရဲ့အသက်တာထဲမှာတနေရာမှာတက်ပြီးတော့လမ်းပြောင်းနေလို့ခံစားနေရတယ်ဆိုဘုရားသခင်တင်းကိုစကားပြောနေတယ်တင်းမျက်ခြေပြတ်နေပြီဝိညာဉ်ရေးမှာတင်းမျက်ခြေပြတ်နေပြီလမ်းစာပြောင်းနေပြီတင်းဘာကိုပြန်လုပ်အောင်လဲဆိုတော့ဘုရားထံကိုပြန်လှည့်ပြီးတော့မှဘုရားနဲ့အတူတူခရီးသွားဖို့အတွက်ပြင်ဆင်ရမှာဖြစ်တယ်တင်းရှောင်းနေတဲ့ဒီလောကကြီးထဲမှာနော်ဂျာကြီးတဲဖြစ်တဲ့ဒီခန္ဓာကိုယ်ထဲမှာနေတဲ့အခါမှာတင်းအနေနဲ့လှုပ်ဆောင်မယ့်အရာကဘုရားသခင်နဲ့အတူတူဒီလောကထဲမှာခရီးသွားဖို့အတွက်ဖြစ်တယ်ဟယ်လိုဒီလောကထဲမှာခရီးသွားဖို့ဖြစ်တယ်အမေရိကသွားဖို့ပြောရလည်းမဟုတ်ဘူးနော်စင်ကာပူဩစတြေးလျဂျပန်မဲဆောက်တခုမှမဟုတ်ဘူးအခုကျမတို့နေ့စဉ်လှုပ်ဆောင်နေတဲ့အရာအားလုံးဟာခရီးသွားဧည့်သည်တယောက်လိုပဲလှုပ်ဆောင်နေတာဖြစ်တယ်အာမင်ကျမတို့ရောက်မဲ့ဘန်းတိုင်ရှိတယ်အဲ့ဒီဘန်းတိုင်ကိုကျမတို့ကသွားရမှာဖြစ်တယ်အဲ့တော့ဒါကြောင့်မလို့ဣသီလလူမျိုးတို့ကိုဘုရားကဘာပြောလဲဆိုတော့ငါရဲ့လှုပ်ရှားမှုကိုမင်းတို့ကြည်ပါနဲ့ငါကငြိမ်နေတယ်ဆိုရင်မလှုပ်နဲ့အဲ့မှာပဲမင်းတို့နေတယ်တနည်းအားဖြင့်ဘုရားသခင်ကကျမတို့ကိုထိုင်စေခြင်းနဲ့ဆိုရင်ထိုင်လိုက်ထားစေခြင်းနဲ့ဆိုရင်ထားလိုက်လမ်းလျှောက်စေခြင်းနဲ့ဆိုလမ်းလျှောက်လိုက်ရက်ဆိုရင်ရက်လိုက်အဲ့ထဲမှာအကျိုးအများကြီးရှိတယ်ဆိုပါစို့ကလေးလေးတယောက်ကအရှိန်ဟုန်နဲ့ပြင်းနေရင်နဲ့ရက်ဆိုတဲ့စကားလုံးကိုသူကြားတဲ့အခါမှာရက်လိုက်တယ်ဆိုအပေါ်ကနေအောက်ကိုပြုတ်ကျစရာအကြောင်းမရှိဘူးဒီလိုပဲဘုရားသခင်ကရက်လို့ပြောတဲ့အခါမှာသင်ကနည်းနည်းလေးနောက်ကျပြီးတော့မှနားထောင်မယ်ဆိုရင်ပြုတ်ကျတဲ့ဒဏ်ခံရတာမဆန်းဘူးဒါဆိုကျမတို့ရဲ့အသက်တာထဲမှာဘုရားသခင်ရဲ့အတန်တော်ကိုနားထောင်ပြီးတော့မျက်ခြေမပြတ်ဖွင့်အတွက်အရေးကြီးပါတယ်အာမင်ဘုရားရဲ့အတန်တော်ဟာကျမတို့အတွက်ကောင်းကျိုးချမ်းသာပြည့်စုံတဲ့အတန်တော်ဖြစ်တယ်ကျမတို့ကိုငြိမ်သက်စေတဲ့အတန်တော်ဖြစ်တယ်ကျမတို့ကိုဝမ်းမြောက်စေတဲ့အတန်တော်ဖြစ်တယ်ကျမတို့ကိုမျှော်လင့်ခြင်းပေးတဲ့အတန်တော်ဖြစ်တယ်ကျမတို့ကိုကွယ်ကာပေးတဲ့အတန်တော်ဖြစ်တယ်ကျမတို့ကိုလမ်းသစ်တွေကိုဖွင့်ပေးတဲ့အတန်တော်ဖြစ်တယ်တုန်လှုပ်ခြင်းနဲ့အားလုံးကိုပြန်လဲပြီးတော့ငြိမ်သက်စေတဲ့အတန်တော်ဖြစ်တယ်အာမင်ဒါဒီနေ့ကျမတို့ရဲ့အသက်တာထဲမှာဖခင်နဲ့မျက်ခြေမပြတ်ဖို့ရန်အတွက်အရေးကြီးတယ်ဘယ်နာမှာရှိတဲ့သူကိုပြောလိုက်ဖခင်နဲ့မျက်ခြေမပြတ်စေနဲ့ဟာလေလုယာအဲ့တော့နောက်ထပ်အဖြစ်အပျက်တစ်ခုကတော့ဘာလဲဆိုတော့ဣသရေလလူမျိုးတွေယော်ဒန်မြစ်ကိုမကူးခင်ဖြစ်ပျက်ခဲ့တဲ့အဖြစ်အပျက်တစ်ခုဖြစ်တယ်ဒီကျမ်းစာကိုကျွန်မနဲ့အတူလိုက်ဖတ်ပေးဖို့နဲ့အဆင်ပြေပါသလားကဲယောရှုမစာခန်းကြီး3ခန်းငယ်1ကနေ3ကိုဖတ်မယ်ရိုးရိုးနဲ့လူငယ်အဖွဲ့တွေကျွန်မခေါ်ခြင်းနဲ့စင်ပေါ်တက်လာပေးပါအောင်နော်ဒါဥပမာပြမှဖြစ်မယ်ရိုးရိုးနဲ့အဖွဲ့ကဲလက်ခုပ်တီးပြီးတော့သူတို့ကိုကြိုဆိုပေးပါအောင်လင်းလင်းမြန်းမြန်းလာပေးပါကဲအဲ့တော့ကျွန်တော်တို့ယောရှုမစာခန်းကြီး3ခန်းငယ်1ကနေ3ကိုဖတ်ရအောင်စင်ပေါ်မှာနေရာယူထားပါစင်ပေါ်မှာနေရာယူထားအားလုံးလားမြန်းမြန်းလားโอเคသူတို့ရှက်တာလားကြောက်တာလားမသိဘူးကတဲ့ချိန်တော့အားရပါရပဲတက်ရမှာလားမတက်ရမှာလားဖြစ်နေကဲမြန်းမြန်းလားလက်ခုပ်တီးပေးပါအောင်လက်ခုပ်တီးပေးပါအောင်โอเคကျမ်းစာဖတ်ရအောင်1 2 3ယောရှုသည်နနက်စောစောထား၍ဣသရေလအမျိုးသားအပေါင်းတို့နှင့်တကွရှိတ်တိမ်မြို့မှပြောင်း၍ယော်ဒန်မြစ်ကိုမကူးမီမြစ်နားတွင်စခန်းချကြ၏အဲ့တော့ဒီနေရာမှာသူတို့ယော်ဒန်မြစ်ကိုမကူးခင်ယော်ဒန်မြစ်ရဲ့တစ်ဖက်ကမ်းမှာသူတို့ဘာလုပ်လဲစခန်းချတယ်တနည်းအားဖြင့်အဲ့ဒီနေရာမှာသူတို့နေတယ်အဲ့မှာတဲဆောက်ထားတယ်အဲ့ဒီနေရာမှာသူတို့ကျင်လည်တယ်ပေါ့ဒါနဲ့အဲ့ဒီအချိန်မှာသူတို့ရက်တက်နေတဲ့အချိန်မှာဘုရားစကားရောက်လာတယ်အခုတချို့သောသူတွေတင်းရဲ့အသက်တာထဲမှာရက်တက်နေလို့ဘုရားပြောဒီစကားကိုကြားကြတာဖြစ်တယ်ဆိုတော့ကျွန်မယုံကြည်တယ်အာမင်ဝိညာဉ်ရေးရမှာရက်တက်နေလို့မရဘူးရက်တက်နေတယ်ဆိုမှတော့အဲ့ဒါတက်နေတာမဟုတ်ကြနေတာဒါဆိုကျွန်တော်တို့သတိထားဖို့ရန်အတွက်ဖြစ်တယ်ဘုရားခင်ကသူတို့ကိုဘာစကားပြောလဲဆိုတော့3ရက်စေသောအခါ3ရက်မြောက်တာနဲ့တမူးတို့သည်တက်တလျှောက်လုံးတို့တွား၍သင်တို့ဘုရားခင်ထာဝရဘုရား၏ဗြိဉ္ဉ်တက်တာကို၎င်းတက်တာထမ်းသောယေဘရဟိလေဝိသားတို့ကို၎င်းမြင်လျင်သင်တို့သည်နေရာပြောင်း၍လိုက်ရကြမည်ဆိုလိုတဲ့ຢာကဘာလဲဆိုတော့ဘုရားသခင်ရဲ့ဗြိဉ္ဉ်တက်တာတော်ကတဲ့ယေဘရဟိတွေထမ်းတဲ့အခါမှာရွေ့တယ်လေယေဘရဟိတွေစထမ်းပြီဆိုတာနဲ့တဲ့မင်းတို့ဘာလုပ်ရမလဲဆိုတော့ဘုရားရဲ့ဗြိဉ္ဉ်တက်တာတော်ဘုရားသခင်ပေါ့တနည်းအားဖြင့်ဘုရားရဲ့မျက်မှောက်တော်ရွှေ့ပြီဆိုရင်ねမင်းတို့ထိုင်နေရကနေချက်ချင်းထားရတယ်မင်းတို့အခုရှိနေတဲ့နေရာကနေချက်ချင်းနေရာပြောင်းဖို့နဲ့အရေးကြီးတယ်တဲ့ဆိုလိုတဲ့အရာကဘုရားသခင်ရဲ့ဥဆောင်မှုနောက်ကိုချက်ချင်းလိုက်ဖို့ရန်အတွက်တက်တောင့်တက်တာဖြစ်နေတဲ့နေရာကနေချက်ချင်းထလို့ဘုရားကပြောနေတာဖြစ်တယ်အာမင်အဲ့ဒီအချိန်မှာကျွန်မကနော်အခုမြန်မာစမီကျမ်းစာလေးနဲ့တွဲပြီးတော့ဖတ်လိုက်တဲ့အခါမှာဒီလိုလေးရေးထားတယ်အတူတူဖတ်ရအောင်လူအပေါင်းတို့ဟာသင်တို့သည်သင်တို့ဘုရားသခင်ထာဝရဘုရား၏ဗြိဉ္ဉ်တက်တာတော်နှင့်တက်တာတော်ကိုတည်ဆောင်သောလေဝိအမျိုးသားယေဘရဟိတ်တို့ကိုမြင်သောအခါခုနကျမ်းစာပဲကိုယ်နေရာမှာထွက်၍တက်တာတော်နောက်သို့လိုက်ကြရမယ်ဒီလိုပြောလို့ကျွန်မနဲ့အတူတူချင်းမအောင်လို့လိုက်ခဲ့ကြလို့မပြောဘူးအခုဒီနေရာမှာဘာဖြစ်ဆို
Eri Piaye bring in the Tarogo Tana de Payalu, Shrebi so yen. Tomorrow to your change time. Straight upon the Yeji. Amen. Ero Neya Pyongyame, Neya Pyongye, Laya Jame, Neale, Pyongkaine, Laile, like Haineke, Ero so ye. Bring in the Taro Nako, Laipu and the Piensenekama, Luga, Tanechi, Lani de Kesa, Kudina Marota, Druha, Ludanechi, Kuzapu Tare, Poguri, Bokanitama, Popa Maleko, Piazino Pide. Rababiole, Jamanakani, like Biobibang, Ilandi, Yakinga, Teno Dwabudo, Lam Hodoja, Teno Dwami, Lango Tinayen, the Darone, at town, not town Aquama. Kwaye Laya Jami. Soloreaga Suazo Daga Tedaro, Suazo Poma Kubenda, Tedaro, Suazo, Tedarone, a town, not town, Quayame, Redebega, no mind a well of Quabino Mamino Layame. Peter Pamale, through Shini and Neagani, Drobalomale, Shuyame, Alumela, Laila Gejano, okay, Tedarone Drew Dwazame, Neagani Balomale, Shuyame. Oh, okay. Now the story, man. Now you don't know your Talak. She will Talak. Okay, Talak. Okay, Talak. Baja is okay. Sulai bow. Sulai. A good Niani go sooner. Nia Piamiro Tansi, a Jampani. Tansi Jamalo. A Kuna Lube Joto Jedeli, Alo, a Leo Pian Sulai. And now got relay bar. Su. I pian Tansi Davi. 3 times Lamdu. Tansi Diantore. Okay. တယောက်ကရှေ့ကိုထွက်3ယောက်လောက်လိုင်းကိုလှုပ်လိုက်ဟုတ်ပြီနည်းနည်းဆူလိုက်ဟုတ်ပြီနည်းနည်းတိုးလိုက်ဒီဘက်ကလူတွေနည်းနည်းတိုးလိုက်မတန်းစီလဲရတယ်နော်ညီစရာမလိုဘူးဆရာမတို့စာဆိုမှလည်းမဟုတ်အချင်းဆိုမှလည်းမဟုတ်โอเคကြည့်တချို့အရန်ကိုအရက်ရှည်တဲ့သူအနောက်မှာရှိတယ်အရက်ရှည်စန့်ကျင်ဘက်ကိုပြောတာโอเคစန့်ကျင်ဘက်ကိုပြောတာOkay, can I live here? The be my benny. Okay, to my sheet. Okay, Pianquela. Eddie Lurine to Yan Nini de Ka, Yamjomeno. Eddie Lurine to Yamba Pinile. Nini de Kam. Horiga, bring in the Daro to Mania. Tomorrow to Hadley. Tomorrow Yang or Tajani de Lurine Yan Nini de Kama. Payat can lose some Jedigo Mamiaro. Tomorrow, Ako Neja. Tomorrow, go Kuni Pene Jadrin, tomorrow, Jan need a kama. Payatkin at 19 woman, you know. Payatkin a post sound with a letogo, the Dimatami Jaro. Akudimaji, Piaga Balo kindly, Nea lady shriek, and she won't when an edibane chair like. Okay, very good. Chair like. Who are now? Yes, she bad is a magia, dependent on a shriek like. Do a balo yabile. Miyabi, the Kadi Jamaru and Nama, she had to get Jamaru Piakin away. Lumu Yere Jamaru Yango Tambo Tavares or a Poco Yare Jam. And yes, don't know Poco Pete Piatkin at Jamaru waited up without Jabile. Sunday, and yes, don't know Piatkin at Chain Yama. Tomorrow, Lokan is sign Yeti Baris Repocuri. Tomorrow, go Queen Baris Repocuri, tomorrow, Tuala, Nejene, Payanakin at them, yet chip your head up without Jabile. Amen. Masu, not about home, Masuro, not about an Chanam of Jemen. That's about knowledge, isn't it? The Hadi tomorrow, Yango came to any day to regard tomorrow when you at that Hema. She Twabu and now can is sweathearted to Penine. Come on. That's a Payatkin, Balo Billis or Nene Quato Bid, a Kuchamaru go Quato, the Payatkin, Miambu and the Payaqua. Larome, Seme. Hasiamane, Siasoro, Machino de Kama, Payajama, Lupanel Gem, Legimase Wenzare. Boko Yea, Jam Payatkin go Shade Yama Pibene, Payago Chillo, Payago Shadow to the Pijaba. Jamase Wenzare. Saturday says, Mamma, they're not like a shame. So, Boko Yea, Jam Payago Shadow to Mobile, Payago Chillo, Payago Shadow, Bogumia Pijaba. Amen. A Piaga Balo kindly, Nearly go check kind Piroma. Balo Lesro.
ငါရဲ့အရွှေ့ကိုကြီးတဲ့ငါကဘယ်ကိုရွှေ့ရင်မင်းတို့ရွှေ့ကြတဲ့ငါကညာကိုရွှေ့ရင်မင်းတို့ရွှေ့ကြငါကရေပေါ်မှာလမ်းသွားနေတဲ့အရာကိုလှုပ်ဆောင်ပြီဆိုမင်းတို့လမ်းသွားကြတယ်ဒါကြောင့်စဉ်းစားလိုက်တဲ့အခါမှာရေကြီးနေတဲ့အချိန်ရေပုံပုံကြွနေတဲ့ယော်ဒန်မြစ်ကိုဖျက်ဖို့ရန်အတွက်ပြင်ဆင်တဲ့အခါမှာသူတို့ဘသူကိုကြည့်ရလဲဆိုတော့ဖျားသခင်ဗြိဉ္ဉ်တက်တာတို့ကိုထမ်းထားတဲ့ဖျားလူတွေဖြစ်တဲ့ယေဘရဟိတ်တို့ကိုသူတို့ကြည့်ရတယ်ဟိုလူတွေကိုဖျားကခိုင်းတယ်အဲ့ဒီပုံပုံကြွနေတဲ့ရေရှမ်းနေတဲ့ယော်ဒန်မြစ်ကိုတက်နေပါလို့ပြောတဲ့အခါမှာဒီလူတွေကစေခိုင်းချက်ကိုရပြီးပြီဖြစ်တဲ့အတွက်ကြောင့်မလို့မြင်တဲ့အတိုင်းဘာလုပ်လဲလိုက်လုပ်တယ်မြင်တဲ့အတိုင်းဘာလုပ်လဲလိုက်လုပ်တယ်ကျွန်မယုံကြည်တယ်မကြခင်ဒီထဲမှာအသင်းတော်တီထောင်မဲ့သူတွေအများကြီးပေါ်လာတော့မှာမြင်တဲ့အတိုင်းလိုက်လုပ်ကြလေဘုရားခင်ကျွန်မကိုစကားပြောတယ်အခုတလုံးမှာလေ Okay it's very simple အရန်ကိုရိုးရှင်းတဲ့အရာဖြစ်ပေမဲ့အသင်းတော်တွေအများကြီးတိုးပွားနိုင်တဲ့နည်းလမ်းတစ်ခုကိုဘုရားခင်ဖော်ပြတယ်ဒါပေမဲ့အဲ့ဒီအရာကိုအကောင့်ထဲဖော်ပြီးမှကြည့်ကြပေါ့နော်ဘုရားခင်ဘာလုပ်တယ်လဲဆိုတဲ့အရာဒါဒီမှာရှိတဲ့မိသားစုတွေအားလုံးကိုကျွန်မပြောခြင်းတယ်ကိုညံတဲ့ဘေးနာကလူရဲ့အကူအညီနဲ့ခရီးဆက်ဖို့ရန်အတွက်ပြင်ဆင်နေဆိုဘုရားခင်တင့်ကိုနောင်တရစေချင်တယ်အာမင်ဒီနေ့မှာဘုရားခင်တင့်ကိုသိစေချင်တဲ့အရာတစ်ခုကဘေးနာလူတွေမိတ္တဟာယမဖွဲ့နဲ့လို့မပြောဘူးဖျားထက်တော့မိတ္တဟာယပုံမဖွဲ့မိစေနဲ့ဖျားထက်တော့အချိန်ပုံမပေးမိစေနဲ့တဲ့ရဲ့မိသားစုဝင်လည်းဖြစ်နိုင်တယ်တဲ့ရဲ့ခင်မွန်းတယ်လားတဲ့ရဲ့ဇနီးတယ်လားတဲ့ရဲ့သားသမီးလားဖျားထက်တော့ဒါမှမဟုတ်တဲ့ရဲ့အလောက်ကိုင်းလားဖျားထက်တော့ပို့ပြီးတော့နီးကပ်နေတာမဖြစ်စေနဲ့ဖျားကိုမမြင်ရလောက်တဲ့အထိသူတို့ရဲ့အသက်တာအပြင်တဲ့ရဲ့အသက်တာမကြရှုံးဖို့နဲ့အရေးကြီးတယ်အာမင်အဲ့တော့ကျမတို့မိသားစုတွေပြင်ဆင်ရအောင်ကျမတို့ရဲ့အသက်တာထဲမှာဖျားကိုမမြင်ရလောက်အောင်ဘယ်အရာတွေကကျမတို့ကိုကာစီထားပြီးလဲဒီနေ့ဘုရားခင်ကတော့ဒီလိုစကားပြောပါတယ်ဤလမ်းဒီရခင်ကသင်တို့သွားဘူးသောလမ်းမဟုတ်တော့ကြသင်တို့သွားရမည်လမ်းကိုသင်တို့သိနိုင်ရန်တဲ့ကျမတို့အနာဂတ်ကိုကျမတို့ရောက်ဖူးလားရောက်ဖူးလားဒါဆိုသင်မရောက်ဘူးရင်အနာဂတ်ကိုအရင်ရောက်နဲ့ဘုရားနောက်ကိုသင်လိုက်ဖို့လိုတာပေါ့အာမင်အဲ့တော့ကျမတို့ကအနာဂတ်တွေအတွက်စူးစမ်းရုန်းကန်ပြီးတော့မှပင်ပန်းတခါတည်းဝမ်းနဲ့တုံလုံနေဖို့မဟုတ်အခုကျမဟိုသွားတဲ့အခါမှာလေကျမကလေးတွေចောင်းဘလို့တက်မယ်ကျမစင်းကိုမစင်စားဟိုမှာလေဖခင်သခင်လှုပ်ထက်လိုက်တာចောင်းတော်မှာအပ်ပြီးသားကျမစိတ်မပူသင်စိတ်ပူရမယ့်အရာကငါရဲ့ဝိညာဉ်ရေးကဖခင်သွားခိုင်းတဲ့လမ်းကြောင်းပေါ်မှာရှိရလားဆိုတဲ့အရာကိုစိတ်ပူရမယ်ငါရဲ့စီးပွားရေးဖခင်သွားခိုင်းတဲ့လမ်းကြောင်းပေါ်မှာရှိရလားငါရဲ့ relationship ဖျားသွားခိုင်းတဲ့လမ်းကြောင်းပေါ်မှာရှိရဖျားဥဆောင်မှုနောက်မှာငါရဲ့မိသားစုလိုက်နေရငါရဲ့ငွေကြေးဖျားနီလန်းထဲမှာရှိရလားအာမင်ငါရဲ့ပညာရေးတချို့ပညာရေးကိုဖျားထပ်ပို့ပြီးဦးစားပေးတဲ့အဖွဲလည်းရှိတယ်ဖျားလမ်းကြောင်းထဲမှာရှိရလားဒီလိုမျိုးကျမတို့ဆင်ခြင်မယ်ဆိုရင်တော့လမ်းပြောက်စရာအကြောင်းမရှိဘူးရောက်မဲ့ပန်းနိုင်ကိုအချိန်တိုအတွင်းမှာရောက်မှာဖြစ်တယ်ဟာလေလုယာဆိုတော့ကျမတို့ရဲ့အသက်တာထဲမှာတခုခုတစ်စုံတစ်ခုခုဘုရားသခင်အရွှေ့ပြောင်းလှုပ်လာပြီဆိုမကြောက်ပါနဲ့တာဝန်ယူတဲ့ဘုရားအဆုံးတိုင်တာဝန်ယူတယ်အာမင်ဒါလေးကိုကျွန်မပြောချင်တယ်အိမ်မှာရှိတဲ့သင်ရဲ့မိဘကသင်အတွက်တာဝန်ယူပေးနိုင်တယ်ဆိုရင်ကောင်းကင်ဖခင်ဘာလို့တာဝန်မယူနိုင်ရမှာလဲအိမ်မှာရှိတဲ့မိဘသင်ကိုချစ်တယ်ဆိုရင်ကောင်းကင်မှာရှိတဲ့မိဘကသင်ကိုဘယ်လောက်တောင်ချစ်မလဲအိမ်မှာရှိတဲ့မိဘကတင့်ကိုတကယ်ကိုတွေးပြီးတော့ပူပွေးတယ်ဆိုကောင်းကင်မှာရှိမိဘကဘာပြောလဲမနှက်ပြန်တော့မပူနဲ့မနှက်ပြန်ကနှစ်အတွက်ပြန်ပူနေတာတဲ့ဟာလေလုယာဒါကြောင့်စိုးရိမ်ခြင်းမရှိဖို့နဲ့ဘုရားခင်ကျမတို့ကိုစကားပြောနေတာဖြစ်တယ်ဘာကြောင့်လဲဟေရှာယ58:17ထဲမှာဒီလိုပြောထားတယ်သူတို့ကိုယေရှုတင်လက်ခုပ်တီးပေးကြရအောင် Okay you may go အတူကဖခင်1 2 3ထာဝရဘုရားသည်တင့်ကိုအစဉ်လမ်းပြတော်မူမည်ပူပြင်း၆တွေ့သောအရက်၌တင့်ကိုဝပြောစေလျက်သင်၏အရိုးတို့ကိုတမ္မာစေတော်မူမည်သင်သည်ရွေဝသောဥယျာဉ်ကဲ့သို့ရေမပြတ်သောစမ်းရည်တွင်းကဲ့သို့ဖြစ်မည်ဟာလေလုယာဘုရားကပြောတယ်ငါမင်းကိုအစင်လမ်းပြနေတာလေတဲ့အခုမင်းတို့ကပူပင်း၆တွေ့တဲ့ဂန္နာယကိုတွားရတယ်ဆိုရင်အထဲထဲမှာအကြောင်းရင်းရှိတယ်အရိုးတန်ဖို့တဲ့ Come on ဒါဆိုကျမတို့ကောင်းဖို့ရအတွက်ဘုရားပြင်ဆင်ထားတဲ့အရာကိုစိတ်ချဖို့နဲ့ဘုရားသခင်ဟာတို့ကျမတို့ကိုတတိပေးနေတာဖြစ်တယ်ရေဝသောဥယျာဉ်ကဲ့သို့ရေမပြတ်သောစမ်းရည်တွင်းကဲ့သို့ဒီနေ့ကျမတို့ကိုလမ်းပြမှာဖြစ်တယ်ကျမတို့ကြံစီထားတဲ့အကြံစီတက်တာ၍ကောင်းသောအကြံစီကိုကြံစီနေတယ်ဆိုတဲ့အရာကိုဒီနေ့စိတ်ချပါသင်မင်းနာမှာရှိရဲ့သင်ရဲ့ဇနီးတယ်ပါလာရင်ခင်မွန်းတယ်ပါလာရင်သင်ရဲ့လှုပ်ဖို့ဆောင်ဘက်ပါလာရင်သင်ရဲ့တငယ်ချင်းပါလာရင်
မိဘဆွေမျိုးပါလာရင်ပြောလိုက်ပါအောင်ဖခင်သခင်ကကောင်းသောလမ်းကိုပို့ဆောင်နေတာတင့်ကိုခိုင်ခန့်စေမဲ့ဖခင်ဖြစ်တယ်လို့ပြောရအောင်အာမင်ဒါကြောင့်ဒီနေရာမှာကျမလေးယောသက်တာအသက်ရှင်နေသေးဆိုယောသက်ကိုတက်သေးခံခိုင်းကျင်တာယောသက်တက်သေးခံမယ်ဆိုဒီရှိမှထွက်လာပြီးတော့လေဘယ်လိုပြောမလဲဒီမှာရှိတဲ့သူတွေရဲ့ပြဿနာတွေကသေးသေးလေးပါဟဲ့ဒီလိုစပြောမယ်လို့ထင်တယ်စိတ်တက်ကြနေဆိုကျွန်တော်ရဲ့ဖြစ်ပျော်ကျွန်တော်ပြောပြမယ်သူအဲ့လိုပြောမှာဘာဖြစ်လို့ဆိုယောသက်ရဲ့တက်တာကိုကြည့်လိုက်တဲ့အခါမှာငယ်ငယ်လေးကလေးကမိသားစုအစင်မပြေတဲ့ background ကနေကြီးလာရတာမရေကြီးမရေငယ်ပေါ့နော်ယာကုပ်ရဲ့မရေကြီးမရေငယ်ပြဿနာတွေတက်နေတဲ့အချိန်မှာဟိုဘက်ကထွက်လာတဲ့ကလေးဒီဘက်ကမွေးလာတဲ့ကလေးတွေပြဿနာတွေတက်ပြီးတော့မှရံပြစ်နေတဲ့မိသားစုအတိုင်းဝိုင်းထဲမှာကြီးလာရတဲ့ယောသက်အဖေကချစ်လို့မျက်နှာသာပေးလိုက်တာတခါတည်းမသေးုံတမယ်ပဲရေမရှိတဲ့တွင်းထဲမှာတွန်းချပြီးတော့ပြစ်ချခြင်းကိုခံရတယ်အဲ့ဒါနဲ့ပဲလားဆိုတော့မဟုတ်ဘူးရောင်းစားခြင်းကိုခံရတယ်ဒီလောက်ပဲလားမဟုတ်ဘူးကြုံဖြစ်သွားသေးတယ်ဒီလောက်ပဲလားမဟုတ်ဘူးအရင်ခက်ခဲနေတဲ့အချိန်မှာထောင်ထဲမှာအိုတကယ်ကိုဖရားရဲ့အရှိမကျန်းစာထဲမှာဘလို့ရေးထားလဲဆိုတော့တန်ကြိုးနဲ့ချီနှောင်ခြင်းကိုခံရတယ်တဲ့နော်ဒီလောက်ထိခက်ခဲနေတဲ့အချိန်တွေထဲမှာသူကဖရားကဘာပြောလဲသိလားနော်ဒါကလေသူ့ရဲ့ညီကိုနဲ့ပြန်တွေ့တဲ့အခါမှာသူပြောတဲ့အရာငါအခုအခက်ခဲဆုံးဖြစ်တန်းရတယ်ဆိုတဲ့အရာကတဲ့ကောင်းဖို့ရန်အတွက်ဖရားကလှုပ်တာတဲ့ရန်သူကတဲ့ငါ့ကိုဆုံးရှုံးစေဖို့အတွက်ပြင်ဆင်လာတဲ့အခါမှာဖခင်သခင်ကအဲ့ဒီအရာကိုပဲအောင်ခြင်းဖြစ်စေဖို့နဲ့ပြန်ပြင်ဆင်တယ်တဲ့ဟာလေလုယာဒါကြောင့်ကျမတို့ဆုံးရှုံးတော့မယ်လို့ထင်တဲ့အရာတွေအားလုံးကအမှန်တကယ်တော့ကျမတို့ကိုခိုင်ခန့်စေတဲ့အရာကျမတို့ကိုကြီးထွားစေတဲ့အရာတွေဖြစ်ကြတယ်အာမင်ဒါညီကောင်မတို့ဖခင်သခင်ကိုဘယ်တော့မှအထင်မလွဲပါနဲ့အချင်းလေးတစ်ပုတ်ရှိရကိုတော်ဘယ်တော့မှမဘူးတည့်ရကြတော့ကျမတို့ရဲ့ညီကြီးနာအသင်းတော်ကဆရာမအတူပါတခုမှဘာတချင်းရွေးရမလဲမသိဘူးအနေကိုရောဘယ်တော့မှမမအောင်သူရွေးရောဖြစ်ကျွန်တော်အဲ့မှာစူစိုက်လောက်တဲ့အိမ်ဖြစ်နေစူစိုက်သတိလားကိုတက်တဲ့အိမ်မှာသွားပြီးကိုရောဘယ်တော့မှမမအောင်ဆိုလို့မရအောင်နော်အဲ့ချင်းနဲ့နော်အဲ့တော့ပြောချင်တဲ့အရာတစ်ခုကကျမဒါကိုနားလည်စေချင်တဲ့အရာတစ်ခုကဘာလဲဆိုကျမတို့ရဲ့အတ္တတာထဲမှာနော်ဘုရားသခင်နဲ့ပတ်သက်လာလို့ရှင်ယုံမာသောစိတ်မရှိပါနဲ့ယုံကြည်သောစိတ်ရှိပါအာမင်ဒါကြောင့်မလို့ကျမ်းစာထဲမှာဒီလိုပြောထားပါတယ်ယောသရဲ့အတ္တတာဟာတဲ့တန်တော်ပြိုးပင်ဖြစ်တယ်တဲ့ရေတွင်းသားမှာတန်တော်ပြိုးပင်ဖြစ်၏အခက်လက်တို့သည်အုတ်ရိုးပေါ်မှာကြော်သွားတယ်တဲ့ဆိုလိုတဲ့အရာကသူ့ရဲ့အတ္တတာအယံခက်ခဲနေပါစေအတ္တတာထဲမှာလာပြီးတော့မှတားဆီးထားတဲ့အတားအဆီးတွေအားလုံးကိုကြော်လွှားနိုင်တဲ့အတ္တတာဖြစ်တာဒါကြောင့်မလို့ကျမတို့ကိုဒီနေ့ဘုရားခင်ကစကားပြောနေတယ်ဒီနေ့သူနဲ့မျက်ခြေမပြတ်စေနဲ့သူနဲ့အချိတ်ဆက်မပြတ်စေနဲ့သင်ရဲ့အသက်တာအုတ်ရိုးကိုကြော်တဲ့အသက်တာဖြစ်လိမ့်မယ်အာမင်အာမင်အုတ်ရိုးကိုကြော်ခြင်းတဲ့အသက်တာဘယ်နှယောက်ရှိသလဲအောင်မြင်ကြော်လွှားဒါပေမဲ့အရင်မြင့်ဖြစ်တဲ့ Father ကောင်းငင်ဖခင်နဲ့ကျမတို့အဆက်တောင်မပြတ်ဖို့လိုတယ်ဘာဖြစ်လို့လဲ He is the source of everything ဘုရားသခင်အရာခတ်သိမ်းရဲ့အရင်မြင့်ဖြစ်တယ်အာမင်ဉာဏ်ပညာရဲ့အရင်မြင့်ကျွယ်ဝခြင်းရဲ့အရင်မြင့်ကျမ်းမာခြင်းရဲ့လိုက်អော်ကြတဲ့အရင်မြင့်နော်ဒါကြောင့်မို့သင်ရဲ့အရင်မြတ်ဘုရားသခင်ဖြစ်တယ်ဝမ်းမြောက်ခြင်းရဲ့အရင်မြင့်ကောင်းစားခြင်းရဲ့ဒါဆိုအဲ့ဒီအရင်မြင့်ဖြစ်တဲ့ဘုရားသခင်နဲ့ဘာလို့ကျမတို့အဆက်အသွယ်ဖြတ်ကြမလဲမျက်ခြေဖြတ်ကြမလဲအာမင်မျက်ခြေမဖြတ်ဖွင့်တဲ့ဒီနေ့ဘုရားသခင်ကစကားပြောနေတယ်ကြောင့်ဟေရှာယ30 ခုမှာဒီလိုပြောထားပါတယ်သင်တို့သည်တောင်ထိပ်ပေါ်မှာစိုက်သောမှတ်တိုင်ကဲ့သို့၎င်းကုန်းပေါ်မှာထူသောအလံကဲ့သို့၎င်းဖြစ်ရသည့်တိုင်အောင်တယောက်သောသူသည်ချိန်ရင်1000သောသူတို့သည်ပြေးကြလိမ့်မည်9ယောက်ချိန်ရင်1000ပြေးကြလိမ့်မယ်မင်းတို့စိတ်ပူစရာမလိုငါတို့ခေါ်တဲ့အရက်ကိုမင်းတို့လိုက်ခဲ့ကြမင်းတို့အတ္တတာထဲမှာလူတယောက်ကဲ့သို့အင်အားဖြစ်နေရင်တောင်မှဒီနေ့ဘုရားသခင်ကရန်သူ1000ကိုရှုံးနေစေဖို့နဲ့ဘုရားသခင်ပြင်ဆင်ထားတယ်အာမင်ကျမတို့ကအ ਨੇ အချင်းဖြစ်နေရင်တောင်မှဒီနေ့ဘုရားသခင်ကကြီးမားသောအမှုရာကိုလှုပ်ဆောင်နိုင်တယ်လို့ဘုရားသခင်ကပြောနေတာဒါကြောင့်ဒီနေ့မှာမိသားစုများစိတ်တက်ကြနေတဲ့အရာတွေရတန်းကရဲရအောင်ဘာကြောင့်ခဏခဏစိတ်တက်ကြနေလဲသိလားဘာကြောင့်ခဏခဏစိတ်တက်ကြနေလဲဘာကြောင့်ခဏခဏဝမ်းနေနေလဲဘာကြောင့်ခဏခဏ depression နဲ့ဝင်နေတာလဲဆိုတော့ကျမတို့ရဲ့အတ္တတာထဲမှာကောင်းကင်ဖခင်နဲ့မျက်ခြေပြတ်နေလို့ဒါကြောင့်ဒီနေ့မျက်ခြေမပြတ်ဖို့နဲ့အရေးကြီးတယ်အာမင်အဲ့ဒီကောင်းကင်ဖခင်ကငါ့အတွက်အကောင်းဆုံးပြင်ဆင်ထားတယ်ငါမျှော်လင့်တဲ့အကျိုးကိုကောင်းကင်ဖခင်ကပေးမယ်ဆိုတဲ့အရာကိုသင်သိပြီးတော့ဆင်ခြင်နေမယ်ဆိုရင်တနည်းအားဖြင့်ဖခင်သခင်နောက်ကိုမျက်ခြေမပြတ်ပဲလိုက်နေတာနဲ့တူတယ်
ဒါမှပဲသင်ရဲ့အသက်တာထဲမှာဘာဖြစ်လာမလဲဒီနေ့နှုတ်ကပတ်တော်တွေကပြောထားတဲ့အတိုင်းပဲတောင်ထိပ်ပေါ်မှာစိုက်တဲ့မှတ်တိုင်ကဲ့သို့၎င်းကုန်းပေါ်မှာထူတဲ့အလံကဲ့သို့ဖြစ်လိမ့်မယ်တဲ့တနည်းအားဖြင့်လူတွေအများကြီးတိုင်းမှာသင်ရဲ့အသက်တာဟာထိုးထိုးထောင်ထောင်ဖြစ်နေတဲ့အသက်တာယုံကြည်သူတော့ယုံကြည်သူပဲဒါပေမဲ့အောင်လံလွင့်နေတဲ့ယုံကြည်သူအသက်တာအာမင်သက်စာရှိနေတဲ့ယုံကြည်သူအသက်တာဖခင်ခင်ကိုကိုးစားတတ်တဲ့ယုံကြည်သူအသက်တာဟာလေလုယာအဲ့ဒီအသက်တာကိုဒီနေ့ဖခင်ကျွန်တော်တို့အသက်တာထဲမှာရှိစေဖို့ရန်အတွက်ဒီနေ့ဖခင်ကပြောနေတယ် do not settle ရက်တန်ရမယ့်အချိန်မဟုတ်ဘူးဒါကျွန်မဒါလေးကိုရေးထားတယ် this is not a time to settle time to send people for mission ဒီချိန်ကရက်တန်ရမယ့်အချိန်မဟုတ်ဘူးဒီချိန်ကအသင်းတော်တစ်ခုလုံးဧဝံဂေလိတရားအတွက်အရှိကိုချီးတက်ရမယ့်အချိန်ဖြစ်တယ်အာမင်ဒါကြောင့်ဖိလိပ္ပိအခန်းကြီး3အခန်းငယ်7ကနေ15အတိုင်းကျွန်မပြောရမယ်ဆိုရင်ကျွန်တော်တို့ရဲ့အသက်တာထဲမှာအမှုတော်ဆောင်တဲ့အခါမှာအနှစ်20အတွင်းအောင်မြင်ခြင်းတွေအများကြီးရခဲ့ပါတယ်တခုချင်းစီတောင်ကျွန်တော်တို့စမြုပ်ပြန်နေတဲ့အရာတွေကိုမလုပ်ဘူးအချိန်တစ်ခုရောက်လို့ဂျေဇုတော်ချီးမွမ်းမယ်ဆိုဂျေဇုတော်ချီးမွမ်းလိုက်တယ်တသက်ခံရမယ်ဆိုတသက်ခံလိုက်တယ်ပြီးတော့ရင်အဲ့ဒီအရာပေါ်မှာဇိမ်ခံပြီးတော့မှအောင်လံလွင့်ထူနေရမဟုတ်ပဲနဲ့နောက်ထပ်ဘုရားသခင်ပေးမဲ့အောင်လံလွင့်ထူစေမဲ့အရာတွေအားလုံးတွေကျွန်တော်တို့စိတ်လှုပ်ရှားတယ်ဒါရှင်ပေါလုပြောသလိုပဲကျွန်မပြောရမယ်ဆိုရင်ထို့သို့ဆိုတော့အကျိုးကိုခံရပြီးစုံလင်ခြင်းသို့ရောက်ရပြီဟုငါမဆိုလို့အကျင့်အကျိုးကိုပေးခြင်းငါခရစ်တော်သည်ငါကိုဖန်ကင်တော်မူ၏ထိုအကျိုးကိုကင်မိခြင်းငါပြေး၍လိုက်သည်ဘာကိုပြောနေတာလဲသမီးလေးလာပါမြန်မြန်လေးထွက်လာဖခင်ကတဲ့ကျမတို့ကိုအကျိုးပေးခြင်းတယ်အဲ့အကျိုးကိုကျမတို့ကရဖို့ရန်အတွက်ဖခင်ကဒီမှာရှင်ပေါလုအပြင်ဒီလိုပြောထားတယ်ခရစ်တော်ဒီငါ့ကိုဖန်ကင်ကျမခရစ်တော်ပဲဆိုပါဆိုခရစ်တော်ဒီငါ့ကိုဖန်ကင်တယ်တဲ့သင်ကိုဘယ်သူဥဆောင်နေတာလဲခရစ်တော်ဥဆောင်နေတာအဲ့ဒီအကျိုးရဖို့သင်ခွန်အားနဲ့ဆိုသင်ဖြစ်နိုင်လားမဖြစ်နိုင်အဲ့တော့သင်ကိုဘယ်သူကအရင်ဖန်ကင်တာလဲဆိုတော့ခရစ်တော်ကအရင်ဖန်ကင်တာဒါပေမဲ့အဲ့ဒီအကျိုးကိုရဖို့ရန်အတွက်လဲငါကလည်းတဲ့ဘာပြန်လုပ်လဲကြည်ကြည်လေးဖက်ပါအောင်ထိုအကျိုးကိုကင်မိခြင်းကငါပြည့်ထိုအကျိုးကိုဘာလုပ်လဲပြန်ကင်ပါအောင်ဆရာမကိုပြန်ကင်ပါအောင်ဟိုဘက်ဒီဘက်လက်နဲ့ပဲပြန်ကင်တစ်ဖက်တည်းကင်ရင်မမြဲဘူးဟိုဘက်ဒီဘက်ကင်တဲ့အခါမှာမြဲတယ်ကဲတစ်ဖက်တည်းကင်နေဆိုတာဒါကိုပြောတာဟိုဘက်ဒီဘက်ကင်နေဆိုတဲ့အရာကဒါကိုပြောတာအာမင်ဘုရားငါ့ကိုချစ်တယ်ဘုရားကငါ့ကိုအကောင်းဆုံးပြင်ဆင်ပေးတယ်ဆိုတာဒါဘုရားဘက်ကကင်ထားတဲ့အရာနဲ့တူတယ်ဒါပေမဲ့ဘုရားကငါ့ကိုချစ်တယ်လို့ငါပြန်ချစ်မှာအာမင်ဘုရားကငါ့အတွက်အကောင်းဆုံးတွေကိုပြင်ဆင်ပေးသူငါဘုရားနဲ့ပတ်သက်လာရင်အကောင်းဆုံးဆိုတဲ့အရာကိုငါပြင်ဆင်မယ်ဟာလေလုယာဘုရားကငါနောက်ကိုအမြဲတမ်းလိုက်နေသူငါလည်းဘုရားနောက်ကိုပြန်လိုက်မယ်ဘုရားကငါ့ကိုလက်မလျှော့သူဒုက္ခဆင်းရဲရောက်လာတဲ့အခါမှာငါဘုရားနဲ့ပတ်သက်လာရင်ဘယ်တော့မှလက်မလျှော့အဲ့ဒါကအကျဉ်းအကျိုးကိုရခြင်းကငါပြန်၍တိုင်နေဆိုတဲ့အရာကိုပြောနေတာဖြစ်တယ်အခုယုံကြည်သူတွေတစ်ဖက်တစ်ဖက်ဘုရားကိုတိုင်ခိုင်းတယ်ကိုကြတော့ပြန်မကိုင်းချင်ဘူးဒါကြောင့်ခဏခဏပြုတ်ထွက်တာဒီလိုပြောလို့ဘုရားလက်မြဲတာကိုပြောတာမဟုတ်သင်ကယုံနေတာအဲ့ဒါကိုနားလဲစေချင်တယ်ကြောက်ရှင်ဘောလူကဘာဆက်ပြောတယ်လဲဆိုတော့ညီကိုတို့ငါကင်မိပြီဟုကိုမထင်တော့လဲငါပြုတ်တော့အမှုတစ်ခုဟုမကနောက်ကျသောအရာတို့ကိုမမှတ်ဖဲရှေး၌ရှိသောအရာတို့ကိုလှမ်းကမ်း၍ယေရှုခရစ်အားဖြင့်ဘုရားသခင်သည်အထက်ရမှခေါ်တော်မူခြင်းနဲ့ဆိုင်သောစုကိုရခြင်းကပန်းတုံးနိုင်သောငါလိုက်ပြေးထို့ကြောင့်စုံလင်သောသူရှိသမျှတို့သည်ဤသို့သောသဘောကိုဆွဲလန်းရကြမည်စုံလင်သောသူတွေဟုတ်လားစုံလင်သောသူတွေမှန်သလားကျမတို့ဆွဲလန်းရမယ့်အရာဆင်ခြင်ရမယ့်အရာကဘာလဲဆိုတော့အထက်ရမှာကျမတို့ကိုခေါ်ခြင်းရှိတယ်အဲ့ဒီခေါ်ခြင်းနဲ့ပတ်သက်လိုက်ဘုရားကကျမတို့အတွက်အကောင်းဆုံးတွေကိုပြင်ဆင်ပေးမှာဖြစ်တယ်အဲ့ဒီအကောင်းဆုံးထဲမှာဒုက္ခဆင်းရဲလဲပါတယ်အဲ့ဒီအကောင်းဆုံးထဲမှာတောင်ထိပ်လို့ခေါ်တဲ့အောင်မြင်ခြင်းတွေလည်းပါကောင်းပါနိုင်မယ်ဒါပေမဲ့အနေအမြင့်တက်ကြတယ်ဘလောက်ပဲရှိနေပါစေအဲ့ဒီသခင်ကငါ့ကိုဖန်ကင်တယ်လို့ငါကလည်းအဲ့ဒီသခင်နောက်ကိုလိုက်ဖွင့်ရတဲ့သူ့ကိုငါမြဲမြဲဖန်ကင်ထားမယ်သူကငါ့ကိုဘာလို့စေခြင်းလဲဆိုတော့သူကငါ့ကိုကင်ထားပါသူကငါ့ကိုပြေးစေခြင်းနဲ့ဟာလေလုယာအာမင်အားကြီးတဲ့သူအရှိရနေဆွဲပြီးတော့ပြေးတဲ့အခါမှာအနောက်ကနေဘလောက်ပဲအားနေပါစေအပြေးမတန်ပါစေလိုက်သွားသလိုပဲဒီကျမတို့ကအားကြီးတဲ့ဘုရားရဲ့လက်ကိုကင်ထားတော်သူတွေဖြစ်တယ်ဟာလေလုယာထို့ဘုရားကလည်းကျမတို့ကိုမလွတ်တယ်လို့ထို့ဘုရားကိုမလွတ်ဖို့ရန်အတွက်အရေးကြီးတယ်ဘာဖြစ်လို့ဆိုကျမတို့ကမော်ရယ်ရှောင်းနေတာမဟုတ်ဒီလောကမှာကျမတို့ကဒီလောကထဲမှာတနေ့ရမှာဇောက်ချပြီးတော့မှအေးစစ်စစ်နေဖို့ဘုရားခေါ်ထားတာမဟုတ်ကျမတို့ကိုဘုရားခေါ်ထားတဲ့အရာကကျမတို့ရောက်မဲ့ပန်းတိုင်းအတွက်ကျမတို့ကိုဘာလို့ခိုင်းနေတာလဲပြေးခိုင်းတာကျမတို့ကိုဘာလို့ခိုင်းနေတာလဲပြေးခိုင်းတာကျမတို့ကိုဘာလို့ခိုင်းနေတာလဲ
ပြေးခိုင်းနေတာဒါဆိုဘာဖြစ်လို့ရက်တက်နေတာလဲဘာဖြစ်လို့ကျဉ်နဲ့နေတာလဲဘာဖြစ်လို့အဲ့ဒီထဲမှာပြောနေတင်းကိုအဲ့နေရာလောက်ပဲဘုရားသခင်ကပို့ဖို့လူဖြစ်စေတာမဟုတ်ဘူးလူဖြစ်ခိုင်းတာမဟုတ်ဘူးဒါပြည့်ကြည်သောအကျိုးရှိတယ်အာမင် Amen thank you Amen ဒါကျွန်တော်တို့တယောက်ချင်းဆိုင်တာကိုသတိရစေချင်တယ်နောက်မှကြံခဲ့တဲ့အရာတွေကိုစဉ်းစားပြီးစမြုပ်ပြန်မနေနဲ့အရှိ့ကိုသွားခွင့်မလွတ်နိုင်တာတွေနာကြီးတာတွေအဲ့ဒီခလေးဆန်တဲ့အရာတွေအားလုံးကျွန်တော်တို့ခြံထားခဲ့လိုက်အရှိမရှိတဲ့အရာကိုကြီးရအောင်အာမင်ဒါပြည့်ကြိုးသောအရာကြီးတဲ့အရာတွေအတွက်ကျွန်တော်တို့အရှိ့ကိုတက်လှမ်းရအောင်တစုံတစ်ခုသောနာကျင်ခြင်းတွေကကျွန်တော်တို့ကိုကြောက်ချထားတဲ့အရာတွေမဖြစ်စေနဲ့တစုံတစ်ခုသောအောင်မြင်ခြင်းတွေကကျွန်တော်တို့ရဲ့အသက်တာကိုအနာဂတ်ကိုမရောက်ဖို့နဲ့စီးတားထားတဲ့အရာတွေမဖြစ်စေနဲ့ကျွန်တော်တို့ဟာရက်တန်ရမယ့်သူတွေမဟုတ်ဘူးအာမင်ခရီးသွားနေကြတဲ့သူတွေဖြစ်တယ်တနေရာပြီးတနေရာတောင်ထိပ်တစ်ခုပြီးတစ်ခုဖျားခေါ်သွားတဲ့နေရာကိုကျွန်တော်တို့လိုက်ရမှာဖြစ်တယ်အားလုံးခဏလောက်ရှိတဲ့နေရာကနေမတ်တရကြရအောင်